ရားရှင်ကိုရောမြတ်ကြီးဟာကိုတော်ဘုံတော်တွေအာယုံမှပြီးရှိဖို့ပူဇော်ပြီးတဲ့နောက်မှာတရားတော်မြတ်ကြီးကိုဟောကြားနာကြကြည်ညိုကြမယ်ဆိုတော့တရားတော်ရဲ့အမည်ကဘာလဲမြင့်မှုထက်မြင့်တော်ရပါဗျာမြင့်မှုထက်မြင့်တော်ရမြင့်မှုဆိုတာမြင့်မှုတောင်ကိုပြောတာနော်မြင့်ပါဗျာရောက်ဘူးလားရောက်ပါဗျာနတ်ပြည်ရောက်ရင်ရောက်မှာတောင်သာနတ်ပြည်ရောက်ရင်မြင့်မှုတောင်ထိပ်ကိုရောက်ပြီးမှတ်တာပေါ့နော်အဲ့တော့ယူဇနာပေါင်း8400တောင်နှစ်ပြန်ဆောင်တဲ့မြင့်မို့တောင်မဲဆိုတာရှိတယ်အဲ့ဒီမှာအားလိန်90ပေါ့နော်နတ်တွေနဂါးတွေကလုံးတွေဘလူးတွေအစင်းစင်းအတူရာတွေနေထိုင်ကြတယ်အရှိမငွေသားတောင်ကနေတာနောက်ကဖန်နေနောက်ကရွှေမြင့်မို့တောင်ရဲ့အရှိမဆိုရင်ငွေသားတောင်ကြီးရှိတယ်။ဘာတောင်ကြီးရှိတာလဲ။ငွေသားတောင်ကြီးရှိတာ။ဟုတ်လားနော်။မြောက်ကဖန်နေတဲ့အရှိမငွေသားတောင်ကနေလာတောင်ရက်မှာကျတော့နေလာယတနာတွေရှိတယ်။တောင်ရက်မှာမရှိတာ။နေလာယတနာနေလာပေါ့နော်။နောက်မှာဖန်နေတဲ့နောက်မှာဖန်သားပြည်ကြီးရှိတယ်။ဟုတ်လားနော်။မြောက်ကရွှေတဲ့မြောက်ရက်မှာကျတော့ဘာတွေရှိလဲရွှေတွေရှိတယ်တထေးဖြစ်ချင်းမြင့်မို့တောင်တွေးလို့ရှာပါတော့မြင့်မို့တောင်တွေးဘာဖြစ်ပြီလဲတထေးဖြစ်ပြီပေါ့အဲ့တော့အမတန်မောက်ဆန်းကျင်တဲ့မြင့်မို့တောင်ကြီးအမြင်အားဖြင့်ကလည်းယူဇနာပေါင်း8400နှစ်ပြန်ဆောင်တယ်လောကကြီးထဲမှာအမြင့်ဆုံးအရာကဘာလဲဆိုရင်မြင့်မို့တောင်နေထဲမှာပဲတောင်အမြင့်ဆုံးလဲဆိုရင်မြင့်မို့တောင်နဲ့အဲ့ဒီမြင့်မို့တောင်နဲ့မြင့်တဲ့အရာဆိုတာရှိပါမလားမရှိပါဘူးဗျာဒွေနာဟံဘိခဝေနာတုံ္ပိကာရဝရမိကတမေဒွေနံဒွေတေဘိခဝေအယံတော်များဟုခြေသားတို့ဒွေနာဟံနှစ်ယောက်ဘုံသောပုဂ္ဂိုလ်တို့သည်တုံ္ပိကာရများသောကျေးဇူးရှိကုန်၏ကတမေဒွေနံအပင်နှစ်ယောက်တို့သည်ဘုမူကားမာတုသပိတုသဟောတိမာတုသာငငယ်လေးကတို့သူပိုက်ကျွေးလူရပေးနေဝေဒကိမိဝေသမီးခင်ကျေးဇူးရှင်သည်၎င်းပိတုသာငငယ်လေးကစောက်ချောက်ကျွေးမိပညာပေးသည်ကျွေးသမားခင်ကျေးဇူးရှင်သည်၎င်းဟောသည်ဖြစ်ပါပြီလောကကြီးထဲမှာမြင့်မို့တောင်မင်းနဲ့မြင့်တဲ့အရာဆိုတာအမိဖားတို့ရဲ့ကျေးဇူးဘာရဲ့ကျေးဇူးလဲမိဖားတို့ရဲ့ကျေးဇူးတဲ့အဲ့တော့မိဘတို့ရဲ့ကျေးဇူးကသားသမီးတွေအပေါ်မှာများလာတော့ကျေးဇူးတွေရှိတယ်။အဲ့တော့လောကကြီးမှာစဉ်းစားကြည့်နော်။သားသမီးတွေဟာမိဘတွေကမွေးခဲ့တယ်မိဘတွေကကျွေးခဲ့တယ်။ဒါပေမဲ့ငါတို့မှာမိဘကျေးဇူးရှိတယ်ဆိုတာသိတဲ့သားသမီးအမတန်မှမနေဘူးလား။နေတာပေါ့နော်။အဲ့တော့မိဘကျေးဇူးဆိုတာမြတ်စွာဘုရားကဘယ်လောက်ထိကြီးမားလဲဆိုရင်မြင့်မို့တောင်ကြီးတဲ့မြင့်တယ်ဟုတ်လားနော်။အာဘာဒဂါဘောဒဂါလောဣမတ္တလောကတတတ္တိတာရောအာဘာဒဂါတဲ့ငယ်ငယ်ကလေးတွေကလို့ယူတိုက်ကျွေးပြီးတော့မှကျွေးမွေးဆောင်ရှောက်ခဲ့တယ်ဟောမိဘတွေရဲ့ကျေးဇူးကကျွေးတဲ့ကျေးဇူးတွေရောမရှိဘူးလားရှိပါတယ်ဗျာဘောဒဂါတဲ့ဆောင်ရှောက်ပေးတယ်အာဘာဒဂါဆောင်ရှောက်တယ်ဘောဒဂါကျွေးမွေးတယ်အာဘာဒဂါဆိုတာဆောင်ရှောက်တယ်ဘောဒဂါဆိုတာကျွေးမွေးတယ်ဟလာငယ်ငယ်လေးတွေကလို့ယူတိုက်ကျွေးတယ်သမင်းစားတဲ့အချိန်ကြတော့လေဟလာသမင်းကိုဘုန်းတို့ရှေ့တုန်းကတော့ဒကမာကြီးတွေအမတန်စိတ်ရှိကြတယ်နော်အဲ့တော့သမင်းကျွေးပြီဆိုလို့ရှိရင်အဲ့သမင်းကိုစီးစီးလေးဖြစ်အောင်ချက်ပြီးလို့ရှိရင်ပိုက်စိတ်လေးနဲ့ဟလာစစ်ရတယ်နော်ပိုက်စိတ်လေးနဲ့အဲ့သမင်းကိုလှုပ်ပြီးတော့မှအဲ့ပိုက်စိတ်လေးပေါ်တင်ပြီးတော့မှစကားတိုက်တယ်လို့စစ်ရတယ်မကြောက်ဆိုရင်လည်းတော့နိုင်ဝက်တနာရီလောက်တော့ကြာတာပဲဟလာနော်ဒါပါလဲဆိုမိဘရဲ့ကျေးဇူးဘာရဲ့ကျေးဇူးလဲမိဘရဲ့ကျေးဇူးပါဗျာအခုဒီဘက်ခေတ်မှာကျတော့ဘာလုပ်လိုက်လဲလုံးမဝယ်တိုက်လိုက်တယ်အေးတော့နော်ပင်မသေးလားမပင်မတော့ဘူးနော်ရှေ့တုန်းကမိဘတွေကကျေးဇူးမကြည့်ဘူးလားကြည့်ပါတယ်ဗျာဒီဘက်ခေတ်မိဘတွေရောကြီးတယ်တော့ကြီးတာပဲလေနော်သူခေတ်နဲ့သူ့အခါပေါ့ရှေ့တုန်းကတော့မိဘတွေကသားသမီးတွေကိုပြုစုတဲ့နေရာမှာရှေ့တုန်းကနိုးမုံလေးဒီဘက်ခေတ်ကလေးတွေစားတဲ့သမင်းစီတွေဓာမိုးတွေကမပေါ်ဘူးပေါ့နော်မရှိတဲ့ခါကျတော့မိဘတွေကိုယ်တိုင်ပဲမလုပ်ရလဲ
ဟလားသမင်းစီလေးကိုစိတ်ပြီးမကြွေးဘူးလားအဲ့ဒါဘောတကာလို့ခေါ်တယ်နော်ကျွေးမွေးတဲ့ကျေးဇူးဟလားနော်အဲ့တော့ကျွေးမွေးတဲ့ကျေးဇူးကသားသမီးတွေပေါ်မှာမိဘတွေကရှိနေတယ်တချို့ဒကမာကြီးတွေကြတော့ဟလားသမင်းစီလေးကိုပါဇက်ထဲမှာဝါပြီးတော့မှခွန်နေဟလားနော်အဲ့တော့သားသမီးတွေကမစားဘူးလားစားပါတယ်ဗျာဒီအရွယ်မှာခွန်ရင်စားပါမလားစားပါဘူးထွက်ပြေးကုန်ပါဟလားနော်ငယ်ငယ်တော့ကတော့ဘာဖြစ်လဲစားတာပေါ့ဘာလို့လဲဆိုတော့မသိမှမသိသေးတာနော်ညွန်တရားလို့မသိဘူးတကယ်တမ်းကျတော့မိဘတွေရဲ့ဘွားဘတ်တော်ကစီနဲ့လို့ခေါ်တယ်နော်ရှင်းတော့ကတော့မိဘတွေရဲ့ပါဇက်ထီးကထွက်လာတဲ့အစားအစာတွေကဘာတွေပါလဲဆိုတော့သားသမီးတွေပေါ်မှာမေတ္တာတွေပါတယ်ဘာတွေပါလဲမေတ္တာဓာတ်တွေပါတဲ့အတွက်ကြောင့်မလို့ရှင်းတော့ကလေးတွေဟာမတန်အမောက်ကိုယောဂဗျာတွေကင်းကြတယ်နော်စေကန်းစေုံဘုန်းတို့ငငယ်တော့ရွာမှာဆိုလို့ရှိရင်ဟလာခလေးမွေးတယ်ဆိုရင်ခွဲမွေးတာတရားအောင်မှမရှိဘူးနော်ရိုးရိုးပဲမမွေးကြဘူးလားခလေးမမွေးနိုင်လို့တည်တဲ့သူဆိုတာလေအခါမှမကြားဘူးပေါ့နော်ခုနောက်ပိုင်းကျမှကြားဘူးတာပေါ့အဲ့တော့ရှေ့တုန်းကဒီလိုပဲတဲ့သားသမီးတွေပေါ်မှာမိဘတွေကကျေးဇူးကြီးခဲ့တယ်အခုခေတ်မိဘတွေကလည်းအခုခေတ်လျောက်ကျေးဇူးကြီးတယ်အာဘာဒကာဘောဒကာဣမတလောကတတတ္တိတာရောဣမတလောကတဟောဒီလောကကြီးကိုတတ္တိတာရောပြခဲ့ပြီးတယ်ဒါမှတန်ရေးကြည့်တယ်နော်အခုအသက်ရှင်နေတာကိုရှင်တန်နေတဲ့အသက်ကဘယ်သူပေးတဲ့အသက်လဲဆိုတော့အမေပေးတဲ့အသက်ဘယ်သူပေးတဲ့အသက်လဲမိဘပေးတဲ့အသက်တဲ့အမေပေးတဲ့အသက်အဖေပေးတဲ့အသက်ကိုရှင်တန်နေတဲ့အသက်ကမိဘတွေပေးလို့ရလာတဲ့အသက်ဟုတ်လားနော်အခုကိုလောကကြီးကိုမြင်ရတယ်ဟလာမြင်နေရတယ်တွေ့နေရတယ်သွားနိုင်လာနိုင်လုံနိုင်ကိုင်းနိုင်ပြောနိုင်ဆိုနိုင်ဒီလိုဖြစ်အောင်ဘယ်သူကနေပြီးတော့မှပေးခဲ့တာလဲဆိုတော့မိဘတွေကပေးခဲ့တာဘယ်သူကပေးခဲ့တာလဲမိဘတွေကပေးခဲ့တာပါဒါကြောင့်မိဘတွေရဲ့ကျေးဇူးကသားသမီးတွေပေါ်မှာရှိနေတယ်အဲ့တော့မိဘတွေရဲ့ကျေးဇူးကိုသားသမီးတွေကမသိဘူးဆိုရင်ဟလာဘာတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ဘုန်းတို့လောကကြီးထဲမှာရှင်သန်နေတဲ့အခါမှာအဲ့ဒီလူတွေကပတ်စံချမ်းသာရင်တော့မှပဲယောဂါတွေများမယ်နော်ငွေချမ်းသာရင်တော့မဖြစ်မလဲယောဂါများမယ်ဟလာနော်ရှင်းတော့ပြောတဲ့စကားပေါ့ဟလာဘုံကြည့်လို့ရှိရင်အသက်မရှိဘူးတဲ့အသက်ရှိလို့ရှိရင်ဘုံမကြည့်ဘူးအသက်တော့ရှိပါလေအစင်းစင်းရဲရဲချူချူတက်တက်ငငယ်ပြက်ပြက်နဲ့နေရတယ်ပတ်စံတော့ရှိပါတယ်ကျမ်းမာရေးတွေမကောင်းဘူးပေါ့နော်တခါတလေကြတော့လဲကျမ်းမာရေးတွေတော့ကောင်းတယ်တောင်းတောင်းမြည်ပဲဒါပေမဲ့ဆင်းရဲငတ်ပြတ်နေတယ်ဒီလိုသားသမီးတွေမရှိဘူးလားရှိပါတယ်ဗျာဟလာနော်မိဘရဲ့ကျေးဇူးကသားသမီးတွေပေါ်မှာအများကြီးရှိတယ်အဲ့တော့ဘုန်းတို့စဉ်းစားကြည့်ပေါ့ကျေးဇူးရှိတယ်ဆိုရင်ကျေးဇူးကိုမလုပ်ရမလဲဆက်ရမယ်ကျေးဇူးမဆက်ရင်ကျေးဇူးအကျွေးတင်တတ်တယ်ဟုတ်လားနော်အဲ့တချို့ကြတော့လေမိဘတွေကပတ်စံရှိတယ်ချမ်းသာတယ်ငါတို့ကိုကြီးစရာမလိုဘူးလို့ဒီလိုထင်ကြတယ်တကယ်တမ်းကျတော့မိဘချမ်းသာတာချမ်းသာတာပဲကိုဆက်မှာဆက်ရမှာပဲဘာကြောင့်လဲဆိုတော့အကျွေးဖြစ်နေလို့ဘာဖြစ်နေလို့လဲအကျွေးဖြစ်နေလို့အဲ့တော့ဒီအကျွေးကိုမဆက်ဘူးဆိုလို့ရှိရင်ဒီအကျွေးကတန်ခါအထိပါတတ်တယ်ဘုန်းတို့တရားအလောင်းတော်ကြီးသားလေးဘုရားတော်ကလေထဲမှာသွားတယ်အဲ့လေပိုင်ရှင်တထေးကြီးကလေတွေအများကြီးပိုင်တလေးစပါးတွေစိုက်ထားတာပေါ့နော်တလေးစပါးတွေစိုက်ထားတော့အချိန်တန်ပြီဆိုလို့ရှိရင်ကြီးငှက်တွေကလာပြီးတော့မှမလုပ်လဲဆိုတော့တလေးစပါးတွေကိုမယူဘူးလားယူပါတယ်ဟုတ်လားနော်စားကြတောက်ကြတယ်အဲ့လိုစားကြတောက်ကြရင်တကောင်သောကြီးသားကြတော့အလုံးကလည်းအကောင်ကလည်းခက်ကြီးကြီးတောင်းတောင်းပေါ့နော်တောင်းတောင်းဖြောင်းဖြောင်းပေါ့လူလူပြောနေဟလားနော်ငှက်လို့ဆိုတော့ငှက်ချောလေးပေါ့နော်ထောက်တော်ကြမ်းကြမ်းနဲ့ငှက်ချောလေးအဲ့ငှက်ချောလေးကြီးသားလေးတကောင်ကကြတော့သူကိုယ်တိုင်လည်းစားတယ်စားပြီးလို့ရှိရင်သူ့ပါဇက်နဲ့ဆန်းသလောက်ခြေတွေလက်တွေနဲ့ဆန်းသလောက်အစားအသောက်တွေကိုတလေးစပါးတွေကိုခြေပြီးတော့မှသူ့နေရာကိုသူပြန်သွားတယ်အဲ့တော့လေဆောင်ယောက်ျားတွေကနေတထေးကြီးကိုပြောတယ်တထေးကြီးဒီကြီးသားလေးကအမတန်ဆန်းကျင်တယ်ဟုတ်လားနော်သူကိုယ်တိုင်ပဲစားရုံနဲ့မကဘူးတလေးစပါးတွေကိုလည်းယူသွားတယ်ဆိုတထေးကြီးကဩအမတန်ထူးဆန်းတဲ့ကြီးသားလေးပဲသူဘာလို့ဒီလိုအစားအသောက်တွေယူသွားတာလဲအဲ့ဒီကြီးသားလေးကိုငါ့အောင်မေ့အောင်ဖမ်းပြီးဆိုတော့နောက်ပိုင်းမှာထောင်ချောက်ဆင်ပြီးတော့မှဖမ်းလိုက်တယ်
ကြီးသားလေးထောင်ကြောက်မှာခြေထောက်မှာကြော်ဝင်းမိသွားပြီခြေထောက်မှာကြော်ဝင်းမိသွားပြီးတော့ဇောက်ထိုးလေးဖြစ်နေတာပေါ့နော်ငါဒီကြော်ဝင်းမိတာမြင်ဘူးလေမလားအဲ့တော့ခြေထောက်မှာကြော်ဝင်းမိပြီးဇောက်ထိုးလေးဖြစ်နေတာတော့သူ့ရဲ့လက်မှာကင်ထားတဲ့တလေးသမားတွေသူ့ရဲ့ပါးစပ်မှာခြိထားတဲ့တလေးသမားတွေကိုမစွန့်ပစ်ဘူးအဲ့မှာတထေးကြီးကလာပြီးတော့မှဒီငှက်ကလေးကိုပြီးတော့မမုန်းတဲ့အပြင်သူ့သားသမီးကိုချစ်တယ်နော်ဒါပါလဲဆိုမိဘကျေးဇူးကိုသိတဲ့သူကမြင်တဲ့သူတိုင်းပါပြီလေချစ်ခင်တဲ့တကယ်တော့ဆိုသူ့ရဲ့ပစ္စည်းကိုဖြတ်စည်းနေတဲ့တတဝါပဲမောဟမာလားချစ်ရမှာလားဆိုတော့မောဟမာဒါပေမဲ့မုန်းလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီကျေးသားလေးရဲ့ကျေးဇူးသိတဲ့မှုကြောင့်အဲ့တော့တထေးကြီးကအမောင်ကြီးကချိုချိုတတချစ်ချစ်ခင်ခင်ပြောတာပေါ့နော်တင်ရငါ့ကိုတော်တော်မုန်းနေပုံရတယ်တဲ့ငါရဲ့စီးပွားတွေကိုနေဖြတ်စည်းနေတာလားဟလားနော်စားရုံနဲ့မကဘူးလက်ထဲမှာလည်းခြီသွားတယ်ပါးစပ်ထဲမှာလည်းကိုက်သွားတယ်ကိုက်သွားပြီးတော့မှတင်ဟာပြန်သွားတယ်တင်ငါ့ကိုတော်တော်မုန်းနေလားဒါမှမဟုတ်ငါရဲ့စီးစိမ်ကိုဖြတ်စည်းခြင်းလို့လားဒီလိုမေးတဲ့ခါကျတော့အဲ့တော့ကြီးသားလေးကဟလားကာလိကလို့ကြီးသားလို့ဆိုတာလူစကားပြောတတ်တာပဲနော်အဲ့တော့ तू ကမဟုတ်ပါဘူးတဲ့ကျွန်တော်မှကျွေးဟောင်းကိုလည်းဆက်ရတယ်ဘာလို့ ਆ လဲဟလားကျွေးအစ်စ်ကိုလည်းချရတယ်ဟလားနော်ကျွေးဟောင်းကိုလည်းဆက်ရတယ်ကျွေးအစ်စ်ကိုလည်းချရတယ်အဲ့တော့ကျွေးဟောင်းဆက်တယ်ဆိုတာဘာလဲဆိုရင်တဲ့မိခင်ဖခင်ကျေးဇူးရှင်တွေကိုတစ်ဖန်ပြန်ပြီးတော့မှကျွေးမွေးပြုစုရတယ်ကျွန်တော်ရဲ့မိဘတွေကအသက်ကြီးပြီတဲ့အစာမချနိုင်တော့ဘူးဟလားနော်မိဘတွေအစာချနိုင်သေးလားဟလားတလိษံနော်လူလားတလိษံလားတလိษံကနော်မိဘကြီးသူဘာဖြစ်လဲအကျွေးတင်မှသိတယ်လူတွေကသိလားမသိကြဘူးလားသိတော့သိလိုက်ပါနော်တရားနာပြီးတော့သိသွားပြီပါလားနော်အခုဘာဖြစ်နေလဲအကျွေးတင်နေတယ်အဲ့တော့ဒီအကျွေးကိုဘာလုပ်ရမလဲဆိုတော့ဆက်ရမယ်ကျွေးဟောင်းကိုလည်းဆက်ရတယ်ကျွေးတစ်ကိုလည်းချရတယ်ဟလားကျွေးအစ်စ်ချတယ်ဆိုတာသားသမီးတွေကိုပြုစုလုပ်ကြွေးရတယ်မိဘတွေကိုလည်းပြုစုလုပ်ကြွေးရတယ်ဟလားသားသမီးတွေကိုကျွေးမွေးတယ်ဆိုတာကျွေးသစ်ချတာဟောငါတို့ကြီးလာရင်ငါတို့သားသမီးတွေကငါတို့ကိုပြန်ပြီးတော့မှပြုစုလိုက်မယ်ဆောင်းချောက်လိုက်မယ်ဒီလိုမျှော်လင့်ချက်လေးတွေမရှိဘူးလားဒါမိဘတိုင်းမှာရှိတယ်နော်အဲ့တော့ဒီတလိษံလေးပြောတဲ့စကားကြီးသားလေးပြောတဲ့စကားကအကျွေးတင်နေတယ်ပြောနေတာဘာဖြစ်နေရလဲဟလားတန်ត្រာအတွက်လည်းမျိုးစိတ်ချရတာပေါ့နော်ကုသိုလ်ကောင်းမှုတွေလုပ်တယ်မိဘကိုလုပ်ကျွေးပြုစုတယ်ဆိုတာကုသိုလ်ကောင်းမှုတစ်မျိုးပဲเนาะမင်္ဂလာတုံးမှာပါတယ်မလားเนาะမင်္ဂလာတုံးမှာမာတာပိတုဥပဋ္ဌာနံပုဒ္ဒဒါယတသင်္ကဟောမိဘကိုပြုစုလုပ်ကျွေးတယ်သားသမီးသားမယားကိုပြုစုလုပ်ကျွေးတယ်ဆိုတာမင်္ဂလာတစ်ပါးဟလားမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာတွေရစေတဲ့အလုပ်ကိုမင်္ဂလာလို့ခေါ်တယ်မင်္ဂလာဆိုတာဘာလဲကောင်းကျိုးချမ်းသာတွေရစေတယ်အဲ့တော့တထေးကြီးကငကိုလေးကလည်းဒီငါကလေးကိုချစ်ခင်တဲ့မျက်နှိုးတဲ့စိတ်ရှိတော့ချက်ချင်းပဲလှုပ်ပေးတယ်အေးဒီငါကလေးကသူတော်ကောင်းလေးပဲเนาะမိဘကျေးဇူးကိုသိတယ်လူတွေတောင်မှပဲဒီလိုမသိဘူးတဲ့เนาะလူတွေသိရလားမသိတဲ့သူတွေအများကြီးပဲဘုန်းတို့ခြေတော်ကတီးတော်ဆရာတော်ဘုရားကြီးဆိုတာရှိတယ်အဲဆရာတော်ဘုရားကြီးရေးထားတဲ့မိဘကျေးဇူးနဲ့ပတ်သက်တဲ့စာအုပ်ထဲမှာလူတယောက်အကြောင်းရေးထားတာစိတ်ဝင်စားစရာကောင်းတယ်เนาะအဲ့ဒီလူရဲ့နာမည်ကအောင်ထူးတဲ့သူ့အမေကဒေါ်မြကြီးအဲ့တော့အမေကလည်းမိုးဆိုးမကြီးသူ့သားလေးကိုလည်းသူအမတန်ချစ်တာပေါ့နော်အဲ့တော့သားလေးကိုချစ်တော့သားလေးကိုအချိန်တန်အရွယ်ရောက်တော့အိမ်တော်ချပေးတယ်သူ့သားလေးကလည်းအိမ်တော်မပြုတ်ကျင်ဘူးသားလေးကလည်းသားလိမ်မာလေးပေါ့နော်အိမ်တော်မပြုတ်ကျင်တော့မိဘကဒါအိမ်တော်မပြုတ်လို့တော့မရဘူးနော်လူဆိုတာမျိုးဆက်ဆိုတာရှိရမယ်အမေတည်သွားလို့ရှိရင်ငါသားလေးတယောက်ပဲအဲ့တော့ပြုစုမဲ့လူလိုတယ်မျိုးဆက်တွေလိုတယ်အဲ့တော့အမေကိုယ်တိုင်ပဲရှာပေးမယ်သူ့သားလေးကိုသူစိတ်ကြည်နေတဲ့သဘောကျတဲ့ကောင်မလေးတယောက်နဲ့အိမ်အောင်ချပေးလိုက်အဲ့တော့အိမ်အောင်ချပေးလိုက်တော့အိမ်အောင်ကျသွားတယ်ပေါ့နော်အိမ်အောင်ကျသွားတော့ပထမတော့ကတော့အရှင်ပြေပြေပဲနောက်သားလေးတယောက်မွေးလာတယ်အမေကြီးကလည်းတဖြည်းဖြည်းအသက်ကြီးလာပြီလေနော်80 80လောက်ဆိုအသက်မကြီးဘူးလားကြီးလာပြီနော်ကြီးလာတော့အိမ်အလုပ်တွေလုပ်နိုင်သေးလားဆိုတော့မလုပ်နိုင်တော့ဘူးအဲ့တော့ချွေးမလုပ်တဲ့လူကညိုညင်းလာတယ်အိမ်မှုကိစ္စတွေလည်းလုပ်ကြရဲ့ဒီအမေအိုကြီးကိုလည်းလုပ်ကျွေးရတယ်ဆိုတော့ဒီ
ဒီရောက်ခမအမေအိုကြီးကိုသူမလို့တော့ဘူးတဲ့နော်မလို့တော့ဘာလုပ်ခိုင်းလဲဆိုတော့တတ်ခိုင်းတယ်ဘာလုပ်ခိုင်းလဲဒါပေမဲ့သားလေးကသားလိမ္မာလေးဆိုတော့မတက်ရဘူးပေါ့နော်သူ့အမေကိုအဲ့တော့ကိုခေါ်လိုက်မောင်ခေါ်လိုက်အမျိုးမျိုးချော့မော်ပြီးတော့ဟလာနော်သူ့ရဲ့ရောက်ခမကြီးကိုဘာလုပ်ခိုင်းနေရလဲအဲ့တော့သူကလည်းအေးငါ့ရဲ့အမေကိုငါဘလို့တတ်နိုင်ပါလဲငါအမေကငါ့ရဲ့ကျေးဇူးရှင်အဲ့တော့သူကဘာပြောလဲဆိုတော့နောက်ကြတော့သူတို့သားလေးကလည်းမွေးတော့9နှစ်လောက်ရှိနေ6နှစ်9နှစ်လောက်အရွယ်ရောက်အဲ့တော့သူတို့စကားပြောနေကြတယ်စကားပြောနေတော့မိန်းမလုပ်တဲ့သူကအေးတဲ့တင်းဒီလိုမသက်ရဲဘူးဆိုရင်တင်းအမေကိုထမ်းသွားပြီးတော့မှတောထဲရောက်လို့ချင်းကြောင်းနဲ့ကြီးရှိတယ်အဲ့ကြောက်ကြီးလေးကိုပြချထားခဲ့ဟုတ်လားနော်အဲ့လိုပြောတဲ့အခါမှာသားကမလုံနိုင်ဘူးမလုံနိုင်တော့မိန်းမနဲ့အမေရဲ့ကြားထဲမှာဘာဖြစ်နေပြီဒုက္ခဖြစ်နေပြီဟုတ်လားနော်မလုံပြန်ရင်လည်းမိန်းမကအိမ်မောကဆင်းမယ်လုံပြန်ရင်လည်းအမေကိုတတ်တဲ့ကံကြီးဘာဖြစ်မလဲထိုက်မယ်ကဲအဲ့ဒီနေရာမှာကိုယ်ဆိုဘယ်လိုလုပ်ကြမလဲဟမ်ဘယ်လိုလုပ်အောင်မသိတော့ဘူးနော်အဲ့တော့ဒီမိဘရဲ့ကျေးဇူးပေါ့နော်သူ့သားလေးကဘာမှမလုပ်နိုင်ပဲထမင်းမစားကြီးမတောက်နဲ့ခါလေးမိုက်သွေးပြီးနေတော့အမေကြီးကသိတယ်ဒါအမေကအသက်80ရှိပြီမကြခင်တည်တော့မှာအမေတည်သွားလည်းဘာမှမဖြစ်ဘူးသားတို့အိမ်တော်ကြီးအဆင်ပြေဖို့လိုတယ်အဲ့တော့အမေကိုထမ်းသွားပြီးတော့မှသားရဲ့မိန်းမအမျိုးသမီးပြောတဲ့အတိုင်းပဲကြောက်သေးကိုပြစ်ချလိုက်အမေတည်လည်းဘာမှမဖြစ်ဘူးနောက်မထိုးလည်းအမေကအသက်ကြီးပြီးတည်တော့မှာဆိုတော့အဲ့တော့သူ့သားကမျက်ရည်တွေကျပြီးသူ့အမေအိုကြီးကိုထမ်းသွားတယ်တဲ့တောထဲမှာထမ်းသွားတဲ့ခါကျတော့တောထဲလေးရောက်တော့တေကိုင်းကြောက်လေးချိုးတဲ့တန်ကိုသူကကြားနေရတယ်ခဏလေးကြောက်သူချိုးလိုက်ပြန်ပြီကြောက်သူချိုးလိုက်ပြန်ပြီအမေကြီးကပခုံးပေါ်မှာသားလုပ်တဲ့သူကဘာဖြစ်သွားလဲဆိုတော့တောလန်းကိုဖြတ်ပြီးတော့မှအဲ့ကြောက်ကမ်းပါပြက်ကြီးတောနက်ကြီးတွေကိုသွားအဝေးကြီးပေါ့နော်အဲ့လိုသွားရင်းနဲ့မှသူလမ်းမှာကြားတယ်တဏီယာနဲ့လမ်းတစ်ဝက်လည်းရောက်တော့မောလာပြီသူဆက်မသွားနိုင်တော့သူ့အမေအိုကြီးကိုပခုံးပေါ်ကနေချလိုက်တယ်ချပြီးတော့မှမေးအမေတလန်းလုံးတစ်ကိုင်းချိုးတန်ကြားရတယ်ဟလာနော်တကြောက်နဲ့တစ်ကိုင်းကြီးချိုးနေတယ်အမေတစ်ကိုင်းကြီးချိုးနေတာလားဟုတ်ပါလေအမေတစ်ကိုင်းကြီးကိုချိုးနေတာပါအဲ့ကြတော့သားလုံးတဲ့သူကအမေကဘာလို့တစ်ကိုင်းကြီးချိုးနေတာလဲဆိုတော့အေးတဲ့အမေကိုသားလေးကပြစ်ချပြီးတော့ရွာကိုပြန်တဲ့အခါမှာငါသားလေးမျက်စိလိမ်နေမှာဆိုလို့ဘာဖြစ်လို့လဲအဲ့ဒါဘာလဲဆိုတော့မိဘရဲ့ကျေးဇူးဘာရဲ့ကျေးဇူးလဲအဲ့တော့စဉ်းစားကြည့်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကမိဘရဲ့ကျေးဇူးကအမတန်မှကြီးမားတယ်မြင့်မို့တောင်ကြီးတဲ့မြင့်တယ်ဆိုတာဒါကိုပြောတာနော်အဲ့တော့သူ့သားလေးကလည်းငကိုလေးကမိခင်ကိုချစ်တဲ့စိတ်ရှိတော့အမတန်မှတန်ဝေကရပါတယ်အဲ့မှာသူဆုံးဖြတ်လိုက်တယ်အဲ့တော့မယားကိုပဲဆုံးမယ်အမေကိုမဆုံးဘူးဟုတ်လားနော်ဆုံးဖြတ်ချက်မချလိုက်ဘူးလားလောကမှာစဉ်းစားကြည့်သူဘာပြောလဲဆိုတော့အမေတဲ့ဇနီးမယားဆိုတာဒီတယောက်သွားရင်နောက်တယောက်ယူလို့ရတယ်အမေဆိုတာဒီတယောက်သွားရင်နောက်တယောက်ပြန်ရှာလို့မရတော့ဘူးဘယ်သူကရှားပါလဲဆိုတော့အမေကရှားပါတယ်ဒီလိုပဲယောက်ျားဆိုတာလေနောက်တယောက်ယူလို့မရဘူးလားမရပါဘူးအဲ့တော့ယူမာလားမိဘကိုဆွတ်မာလားဘာလို့မှမသိတော့ဟလာနော်ကိုကဘာလို့မှမသိတော့ဘူးလားအဲ့တော့အမေကတော့မဆွတ်ရဘူးတဲ့နော်ဘလို့ပဲပြောကိုယ့်ရဲ့မိဘကကိုယ့်ပေါ်မှာပါရှိနေလေကျေးဇူးရှိနေတယ်စဉ်းစားကြည့်ပေါ့နော်ဘုံတော်ကတော့ခံမှန်းကြည့်တာပေါ့ဒီသားသမီးတွေမွေးဖွားတဲ့ဒုက္ခကအမတန်ကြီးမားမယ်လို့ဟလာနော်ဒီသားလေးကိုကိုယ့်ရဲ့ပိုက်ထင်းကနေပြီးတော့မှအပြင်ကိုရောက်အောင်လို့မတန်ဆင်းရဲဒုက္ခကြီးစွာနဲ့မွေးဖွားလာခဲ့ရတယ်မွေးဖွားပြီးတော့လေဒီကလေးလေးကိုပြုစုရတယ်ယူရရတယ်ဆောက်ရှောက်ရတယ်အာပါဒကပောတကဣမတလောကတတတ္တိတာတော့ဟလာမွေးပြီးတဲ့ကဒီတိုင်းပြစ်ထားရလားဆိုတော့မဟုတ်ဘူးတဲ့ဘာလို့ လဲစောင့်ရှောက်ပေးရတယ်ဟလာချင်းဒီမကအောင်မှတ်ဒီမကအောင်ကိုသားလေးကခလေးကနေငိုနေတယ်ဆိုလို့ရှိရင်မိဘကနေလို့ထိုင်လို့မရတော့ဘူးခလေးကစကားလည်းမပြောတတ်ဘိုင်းအောင်လည်းမပြောတတ်ကောင်းမှုတွေလည်းမပြောတတ်ဘာကောင်းကိုက်လို့လည်းကိုင်မှမသိဆိုတော့မိဘကခလေးကိုကြည့်ပြီးတော့မှသူအမျိုးမျိုးစဉ်းစားနေတာပေါ့နော်စိတ်တွေပူပန်ပြီးတော့မှဒီခလေးကိုမလုပ်ရလဲကျမ်းမာရေးကောင်းအောင်စောင့်ရှောက်ပေးရတယ်
ဒီကလေးစားခြင်းနဲ့အစာကိုကြည့်ပေါ့နော်တရက်သေးလည်းမဟုတ်တစ်နှစ်သေးလည်းမဟုတ်ဟလာငယ်ငယ်လေးကနားနဲ့ချီနှစ်နဲ့ချီပြီးတော့မှမလုပ်ခဲ့ရတယ်စောင့်ရှောက်ခဲ့ရတယ်ကျောင်းနေအရွယ်ရောက်တော့လေမလုပ်ရလဲကျောင်းထားပြီးရတယ်ပညာတွေသင်ပေးရတယ်မိဘရဲ့ကျေးဇူးတွေပေါ့နော်ဒါကြောင့်မို့လို့မြတ်စွာဘုရားကမိဘကျေးဇူးဆိုတာသာသမီတွေပေါ်မှာတင်နေတယ်တချို့ကျတော့မိဘတွေအစီပြေနေတယ်ငါတို့ကျေးဇူးဆက်စီရမလို့ဘူးလို့ထင်တာနော်အဲ့တော့တကယ်တမ်းစဉ်းစားကြည့်ဘုန်းတို့ဒီကဒကမာကြီးတွေတထေးကြီးတယောက်စီကပတ်စံသွားချိတယ်ဆိုတော့ပတ်စံဥပမာအဖြစ်ပတ်စံတသိန်းချိထားတယ်ဆိုတော့နော်ဒီတထေးမှာပတ်စံလေးရှိတာပဲငါသွားမဆက်တော့ဘူးလုပ်လို့ရမှာအဲ့ဒါသူများရဲ့ပတ်စံဆိုတော့မလုပ်ရလဲဆက်ရမယ်ဒါပေမဲ့မိဘကြတော့ဆက်ရမှန်းသိလားဆိုတော့မသိဘူးတကယ်တမ်းကြတော့သူချမ်းသာတာသူပတ်စံရှိတာပဲကိုဆက်ရမယ်ကြွေးရတော့ဆက်ရမယ်တချို့သောသားသမီးတွေကြတော့တပည့်တော်လုံးကအစီမပြေဘူးဖရာကိုတော့မနေ့လောက်ကင်စားတော့ရတယ်ဒီလိုအကြောင်းပြချက်ပေးတာလည်းရှိတယ်ပေါ့နော်ဒါလည်းတကယ်တမ်းကျတော့အကြောင်းပြချက်ရလို့မဟုတ်ဘူးကိုကမိဘကိုမကျွေးနိုင်မမွေးနိုင်ဘူးဆိုရင်တော့မှမိဘကိုချိုတာတဲ့စကားနဲ့ပြောရမယ်ဟုတ်လားနော်မိဘကိုဘာစကားပြောရမလဲချိုတာတဲ့စကားပြောရမယ်သားသမီးတွေရဲ့စကားကမိဘတွေရဲ့နားထဲမှာအမတန်မှနဝေချိုတယ်ချူသတာပြောရင်ဟုတ်လားရိုင်းဆန်းပြောပြီဆိုရင်မိဘရဲ့နားထဲမှာဘယ်လိုခံစားရမလဲတန်ရီပူနဲ့လောင်းတယ်လို့ခံစားရမယ်အနည်းဆုံးတော့ချူသတာပြောလို့မရဘူးလားရပါတယ်တဲ့နော်ဒါကြောင့်မလို့မိဘတွေကသားသမီးတွေအပေါ်မှာကျေးဇူးဆိုတာရှိနေတယ်အဲ့ဒီကျေးဇူးကိုတဖန်ပြန်ပြီးတော့မှဆက်ရမယ်အဲ့တော့ပုပ္ပစရိယကုံနဲ့နော်ငငယ်လေးတွေကရှင်းဥစွာသင်ပေးခဲ့တာမိဘနှစ်ပါးပါဟုတ်လားနော်ငငယ်လေးတွေကအဖေလို့ခေါ်တတ်အောင်မေလို့ခေါ်တတ်အောင်ဦးကြီးဘာကြီးဘာတွေအကိုကြီးအကိုလေးလို့ခေါ်တတ်အောင်ဘယ်လိုသင်ပေးခဲ့တာလဲဒါကြောင့်ရှေးဦးဆုံးသားသမီးတွေရဲ့ရှေးဦးဆုံးလက်ဦးဆရာကမိဘတွေပါနော်အဲ့တော့မိဘတွေတင်ပြီးလို့ကိုယ်စကားပြောတတ်တာဟုတ်လားနော်မိဘတွေမတင်ပေးမဲ့နဲ့အခုမွေးနေရခဲ့တောထဲမှာပြစ်ထားခဲ့မယ်ဟလာမြောက်ဝင်ကြီးတွေကြားထဲရောက်သွားရင်ဘာစကားပြောတတ်မလဲမြောက်စကားပဲပြောတတ်မှာပေါ့ဟုတ်လားနော်အဲ့တော့ကြားရည်ထဲမှာထားခဲ့မယ်ဆိုလို့ချင်းဒီကလေးကမတင်လို့ဒီကြားကြီးတွေကမစားဘူးဆိုလို့ချင်းကြားလို့ပဲပြောတတ်မှာပေါ့အခုလူလိုပြောတတ်အောင်ဘယ်လိုတင်ပေးတာလဲမိဘတွေကတင်ပေးတာဒါတတိမထားမိတဲ့အချက်တွေပေါ့နော်ဟလာမိဘတွေတင်ပေးလို့ကိုယ်စကားပြောတတ်တယ်မိဘတွေတင်ပေးလို့ကိုစာရေးတတ်တယ်ဟလာငငယ်လေးကကာကြီးခါဝေးအစဝါလုံးအစစာတင်ကျောင်းကနောက်မှပို့တာနော်ဘယ်သူကအရင်တင်ပေးတာလဲမိဘတွေကတင်ပေးတာဒါကြောင့်မိဘကျေးဇူးကိုအထူးသိရမယ်ညီမို့တဲ့မြင်တော့အရာဆိုတာမိဘနှစ်ပါးရဲ့ကျေးဇူးအဲ့တော့မြတ်စွာဘုရားကဘယ်လိုဟောလဲဆိုလို့ရှိရင်တဲ့မိဘတွေရဲ့ကျေးဇူးကဘလောက်ကြီးမားလဲဆိုလို့ရှိရင်မိကိုလည်းရာဖကိုလည်းဝဲအမြဲကန်ဆွဲပခုံးထက်ဝဲအသက်ဆုံးအောင်မျက်နှာဆောင်ပြီးအခေါင်အဖျားလုံကျွေးငါလေဝေးဖွားပိုက်ပြူကျွေးကျေးဇူးမွေးကျေးဇူးကိုကျေးဇူးလည်းပြန်မဆက်နိုင်ခဲ့ဟလာမိဘအမေကိုလက်ရပခုံးပေါ်မှာတင်အမေကိုလက်ဝဲပခုံးပေါ်မှာတင်ပြီးတော့မှအဲ့ဒီသူကဒါဥပမာပေးတာပေါ့နော်တကယ်တမ်းတော့တင်လို့မရပါဘူးဟလာနော်ဥပမာလေးမြတ်စွာဘုရားကပေးတာဖြစ်နိုင်လို့ရှိရင်တဲ့အမေကိုမိကိုလက်ရပခုံးပေါ်မှာတင်မယ်ဖကိုလက်ဝဲပခုံးပေါ်မှာတင်ပြီးတော့မှအနှစ်တရာပတ်လုံးမိဘတွေကလည်းအနှစ်တရာအသက်ရှည်မယ်ကိုကလည်းအသက်တရာရှည်မယ်အဲ့လိုအသက်တရာပတ်လုံးပြုစုလုပ်ကျွေးမယ်ဆိုရင်တော့မှကျေးဇူးဆက်ဖို့ရမဖြစ်နိုင်ဘူးနော်။ဘာကြောင့်လဲဆိုတော့မိဘကျေးဇူးကကြီးမားလို့အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ဟောဒီစัจ java ရာနဲ့အပြည့်ယတနာတွေပြီးမယ်ဆိုရင်တော့မှပဲအဲ့ဒီယတနာတွေရဲ့တန်ဖိုးနဲ့မိဘရဲ့ကျေးဇူးကနှိုင်းရှင်လို့မရဘူး။ဘယ်ဟာကများလဲဆိုရင်မိဘကျေးဇူးကများတယ်။ပရိသေဧကရေစီးစိမ်ကိုပေးပြီးတော့မှစီးစိမ်ဥစ္စာတွေတိုင်းနိုင်ငံတွေပေးရင်တော့မှမိဘကျေးဇူးကိုဆက်လို့မရနိုင်ဘူး။ဟောမိဘကျေးဇူးမကြည့်ဘူးလား။ကြည့်ပါတယ်။မိကိုလက်ရဖကိုလက်ဝဲအမြဲခိုင်းဆွဲပခုံးထက်ဝဲအမြဲအသက်ဆုံးအောင်မျက်နှိုးဆောင်၍နော်အသက်ဆုံးတဲ့အထိမျက်နှိုးနဲ့ဒီပခုံးပေါ်မှာပဲကြီးကြီးကျယ်ငယ်ဆွမ်းပါသေးဒီပခုံးပေါ်မှာပဲနေပါသေးဒီပခုံးပေါ်မှာပဲအိပ်ပါသေးဟလာဒီပခုံးပေါ်မှာပဲချမ်းချမ်းသာသာနေပါသေးဆိုပြီးတော့မှကိုယ်နဲ့အမြဲမကွာပြုစုလုပ်ကျွေးမယ်ဆိုရင်တော့မိဘရဲ့ကျေးဇူးကမကြည်နိုင်ဘူးเนาะကြည်နိုင်ရဲ့လားဆိုတော့ကြည်နိုင်ပါဘူးခင်ဗျာ
အဲ့တော့ဒီဆရာတော်ကြီးကသူ့ရဲ့ကိုယ်တော်လေးကိုရေးပြတာဘုန်းတော်ကဒီဟာလေးဖတ်ပြီးအမတန်သဘောကျတယ်အဲ့တော့ဒကာကြီးတယောက်ကအဲ့ဆရာတော်ကြီးကသူငယ်ငယ်တုန်းကကျောင်းသားဘဝပေါ့နော်9နှစ်လောက်အရွယ်မှာ9နှစ်လောက်အရွယ်လေးရောက်တော့သူ့အမအကျွေးသွားပြီးတော့ပေးခိုင်းတယ်အဲ့သူတို့ရွာဦးထူးဆိုတဲ့လူကြီးတယောက်ရှိတယ်အဲ့ဒီလူကြီးပတ်စံချမ်းသာတယ်ပြောမယ်ဆိုငွေတိုးချီးစားတာပေါ့နော်ဘာချီးစားတာလဲငွေတိုးချီးစားတာဒါပေမဲ့သူများတွေငွေတိုးချီးစားတာတရားသဖြင့်ချီးစားတာသူကကြတော့မတရားသဖြင့်လုပ်တယ်နော်အတိုးတွေကိုနေမကဆတင်းတယ်မရလို့ရှိရင်တခါအတင်းအာဏာမတောင်းတယ်မရလို့ရှိရင်ဟလာလူမိုက်တွေခေါ်ပြီးတော့မှချိန်ချောက်ပြီးတော့တောင်းတယ်ဟလာအဲ့ဒီလိုမျိုးအတန်မွေးနေတဲ့ပုံကိုပတ်စံကတော့ချမ်းသာတယ်နော်ဟလာပတ်စံစီဝါဥစ္စာသူတို့ရောမှာချမ်းသာတော့မယ်အဲ့တော့သူကသူ့အမပေးခိုင်းတော့ပတ်စံသွားပေးအဲ့လိုပတ်စံသွားပေးတဲ့အချိန်မှာအိမ်ပေါ်လေးရောက်တော့ဒကမကြီးတယောက်အမျိုးသမီးတယောက်ကိုတွေ့တယ်အသက်80လောက်ပေါ့နော်အဝတ်စားလေးကလည်းနွမ်းနွမ်းဆုပ်ဆုပ်လေးဝတ်ထားတယ်မျက်နှာလေးကလည်းညှိုးညှိုးငယ်ငယ်နဲ့ဒီဒကမကြီးဒီအဖွားကြီးကတော့အိမ်ပေါ်နဲ့တူတယ်ဆိုတော့ဒီအမေကြီးကိုမေးကြည့်တာအမေကြီးတထေးကြီးရှိလားရှိပါလေဆိုတော့အဲ့ဒါသူကညွန်ပြလိုက်တော့ဒီတထေးကြီးစီသွားအဲ့တော့တထေးကြီးကဦးထုကအိမ်ပေါ်ကဆင်းလာတယ်ဆိုရင်ဒီအမိမကြီးကိုတွေ့တာနဲ့အော်တယ်ငေါက်တယ်ဆဲတယ်အဲ့မှာဒီကလေးကလည်းမလန့်တော့ဘူးလားတော်တော်ကြမ်းတဲ့လူပဲနော်ကိုအိမ်ပေါ်ဒီလိုမျိုးဆဲရဆိုရလားအမှန်ကဟိုကအိမ်မှုကိစ္စတွေလုပ်နေတာအဲ့ဒါနဲ့သူပတ်စံပေးပြီးတော့မှသူလည်းကြောက်ကြောက်နဲ့မြန်မြန်ပြန်ပြေးလာတာပေါ့နော်အိမ်လဲရောက်တော့သူ့အမမေးတယ်နေပတ်စံတော့ပေးခဲ့ပြီလားပေးခဲ့ပါပြီတထေးကြီးကိုလည်းတွေ့ခဲ့ပါတယ်အနေပေးတာမြန်လာပြီလားမြန်တာပေါ့မြန်မြန်ပေးပြီးတော့မြန်မြန်ပြေးလာတာဟဲ့လားမြန်မြန်ပေးပြီးတော့ဘာဖြစ်လာလဲမြန်မြန်ပြေးလာတာဘာကြောင့်လဲဆိုတော့ဟိုမှာဟဲ့လားပွဲကျန်းနေပြီလေအဲ့ဒီတထေးကြီးကအပေါက်ဆိုးလိုက်တာအမကြီးရဲ့အိမ်ပေါ်မိန်းမကြီးကိုလေဆဲလိုက်တာဆိုလိုက်တာပြောလိုက်တာရတရားမရှိဘူးနော်ခဏလေးပဲသူသွားတဲ့အချိန်မှာအဲ့တော့သူ့အမကြီးကပြောတယ်ဟဲ့အဲ့ဒါအိမ်ပေါ်မဟုတ်ဘူးလေအဲ့ဒါသူ့ရဲ့အမေနော်ဘာတူလဲအမေကိုကြည်သားဟလာအိမ်ပေါ်လို့သဘောထားတာဘယ်လိုသဘောထားလဲရိုင်းဆိုင်ဆဲဆိုရဲကြမ်းတမ်းနေသိမ့်မကြဘူးတဲ့ကြည်အဲ့ဒီဦးထုကအသေးဆုံးနဲ့တည်လိုက်မယ်သူ့အမကြီးကပြောလိုက်တာအဲ့တော့ပြောပြီးတော့မှလာပိုင်းလောက်ပဲကြာတယ်တဲ့အဲ့ဒီဦးထုရဲ့အိမ်ကိုဓမြဝင်တိုက်ခံရတယ်အဲ့လိုဓမြဝင်တိုက်တဲ့အခါမှာဓမြကသူ့ကိုမြင်တာနဲ့ဓမြဆိုတာကနော်ပစ္စည်းရရင်သူတက်လေရှိတာဆိုတော့မတက်ဘူးဟလာဓမြတွေမှာလည်းစီကံမရှိဘူးလားစီကံရှိတယ်နော်ဓမြတွေကသူတို့လိုချင်တဲ့ရွှေငွေဥစ္စာယတနာတွေပြီးပြီဆိုလို့ရှိရင်ဒီအိရှင်တွေကိုတက်လေမရှိဘူးဒါပေမဲ့အဲ့ဒီဓမြကောင်းဆောင်ကြီးကသူ့ကိုမြင်တာနဲ့ကိုတက်ချင်သိပေါက်တာနော်ဟလာရှိတာတွေလည်းထုတ်ပေးတယ်ရွှေတွေငွေတွေလည်းထုတ်ပေးတယ်သူ့အသက်ကိုချမ်းသာအောင်လို့လည်းတောင်းပန်တယ်ဒါပေမဲ့ရလားဆိုတော့မရဘူးတဲ့သူ့ကိုမြင်တာနဲ့ဒီဓမြကောင်းဆောင်ကြီးကတက်ချင်သိကြီးပေါ်တယ်ဘာဖြစ်လို့လဲဆိုတော့မိဘကံဆူတာဘာကံဆူတာလဲအဲ့ဒါဥပ္ပစေတကကံလို့ခေါ်တယ်နော်အဲ့တော့တနတ်ကိုထုတ်ပြီးခေါင်းတက်တဲ့ကိုချိန်ပြီးတော့မှပြစ်တက်လိုက်တယ်အဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်သွားတယ်ဟလာနော်ဘာကံဆူတာလဲဆိုတော့မိဘကံဆူတာဒါကြောင့်မလို့မိဘရဲ့ကျေးဇူးကိုမြတ်စွာဘုရားကဆက်ရမယ်ပုပ္ပါဒေဝရာကုံပုပ္ပါစရိယကုံဟလာပုပ္ပါစရိယကုံပုပ္ပါဒေဝရာကုံဒေဝတာဆိုတာအိမ်ဦးနတ်လို့ပြောတာနော်ဒေဝတာဆိုတာဗါလဲမိဘတွေကကိုယ့်အိမ်မှာအိမ်ဦးနတ်ပဲဘာကြောင့်လဲဆိုတော့ဒီတအိမ်လုံးကိုမေတ္တာနဲ့လွှမ်းခြုံထားတယ်ပုပ္ပဒေဝတာကုံပုပ္ပစရိယကုံအာဟုနေယကုံဟလာအာဟုနေတာဆိုတာအာဟုနေယဆိုတာမြတ်သောအတူကိုလည်းခံလိုက်တယ်သားသမီးတွေမျက်မျက်လုံးလုံးနဲ့ကျွေးတဲ့အစားအစာတွေကိုသားသမီးတွေကစားသုံးခွင့်ရှိတယ်ဘုန်းတို့ယဟန်တော်တွေဟလာဆုံးခံသွားတယ်ပြန်လာရင်ဆုံးခံလာတဲ့ဆုံးဟင်းတွေကိုမစားဘဲနဲ့မိဘကိုကျွေးလို့ရတယ်နောက်ဘလောက်တော့မြင့်မြတ်သွားလဲဆိုတော့နော်မိဘကယဟန်တွေဆုံးခံလာတဲ့ဆုံးကိုမိဘတွေကစားဝတ်ရှိတယ်အကုသိုလ်မဖြစ်ဘူးအပြစ်မဖြစ်ဘူးလေနော်အဲ့တော့စဉ်းစားကြည့်ပါနော်ဘုန်းတို့ဒကမာကြီးတွေငါတို့မှာအကျွေးတွေရှိနေတယ်ဒီအကျွေးတွေကိုဆက်ရမယ်လို့မသိရဘူးလားဟလာအာဟုနေယကုံပြီးလို့ရှိရင်ဇနိတိကုံတဲ့နော်ဂ
ကောပယန္တိကုံဒေါသယန္တိကုံအတိဇာတအနာမထကုံများစွာသောဂုဏ်တွေကျေးဇူးတွေရှိတယ်အဲ့တော့ဒီကျေးဇူးတွေကိုဆက်တဲ့ပုဂ္ဂိုလ်ကအမတန်အမှကိုလောကကြီးထဲမှာတန်ဖိုးရှိတဲ့သားကောင်းယရနာသမီးကောင်းယရနာဖြစ်မယ်အဲ့တော့လောကကြီးမှာပဲကြည့်ပေါ့နော်တချို့သောသားသမီးတွေကမိဘတွေပေါ်မှာမေတ္တာဓာတ်တွေခံကြတယ်ဒီဘက်ခေတ်တို့ပို့ဆိုတာပေါ့နော်ဒီဘက်ခေတ်မှာမိဘတွေတချို့သောမိဘတွေတော့မှသားသမီးတွေပေါ်မှာဘာတွေဖြစ်လာပြီလဲမေတ္တာတွေခံလာပြီရှေ့တော့အမတန်ဆင်းရဲတဲ့တထောင်သားတော်သူ့သားသမီးကိုစွန့်ပစ်လို့မရှိဘူးနော်ဘုန်းတို့ငယ်ငယ်တော့ရွာဘက်တွေမှာဆိုရင်လိုက်တောင်းတဲ့တထောင်သားတွေရှိတယ်လေဟဲ့လားတချို့ဆိုလို့ရှိရင်အိုးလေးတွေကိုပိတ်လေးတွေနဲ့ပတ်ပြီးတော့မှဘုံလေးတွေလုပ်ပြီးတော့မှတီးကြတယ်တချင်းတွေဆိုကြတယ်မြင်ဘူးတယ်မလားမြင်ဘူးတယ်နော်တချို့ကြတော့ဘယ်လိုလုပ်လဲဝစီဘူးလေးတွေနဲ့တီးကြလေအဲ့တော့ဆင်းရဲတဲ့လူတွေတောင်မှပဲသူတို့သားသမီးတွေကိုစွန့်ပစ်လေရှိလားဆိုတော့မပြစ်ဘူးတဲ့ရင်ငွေထဲမှာအမြဲတမ်းထည့်ထားတယ်ဒါမိဘရဲ့ကျေးဇူးတွေပေါ့နော်အဲ့တော့ဒီကျေးဇူးတွေကိုဘာလုပ်အောင်လဲဆိုရင်ဆက်ရမယ်အဲ့တော့ဘုန်းတို့မြတ်စွာဘုရားရဲ့သာသနာမှာအမတန်ထင်ရှားတဲ့အဇာတတဘယင်ကြီးပဲကြည်ပေါ့နော်အဇာတတဘယင်ကြီးကသူ့ရဲ့အဖေကိုဘာလုပ်ခဲ့တာလဲတတ်ခဲ့တာအဲ့တော့ပုံသားတွေကဒီကလေးပြိတ္တန်နေနေတဲ့ကူကကြည်နော်ဝီရီမိဖုရားကြီးမှာခြင်ချင်းတက်တယ်ခြင်ချင်းတက်တယ်ဆိုတော့ဗိုက်ထေးကကလေးရဲ့ဆန္ဒနော်တချို့ကြတော့ဗိုက်ထေးကကလေးကအချင်းစားခြင်းနဲ့ဆိုရင်မိဘတွေကဘာဖြစ်လဲအမေတွေကအချင်းစားခြင်းနဲ့အချင်းမရှားဘူးလားရှားတယ်တချို့ကြတော့လည်းအချိုစားခြင်းနဲ့တချို့ကြတော့လည်းအဆက်စားခြင်းနဲ့ဟဲ့လားဒီကလေးနဲ့အမိခင်တွေကဘာဖြစ်နေလဲဆက်ဆက်နေတယ်ဟဲ့လားတွေးသားအဖြစ်လည်းဆက်ဆက်နေတယ်စိတ်အဖြစ်လည်းဆက်ဆက်နေတယ်အဲ့တော့ဝီရီမိဖုရားကြီးရဲ့စိတ်ကဘာဖြစ်လာလဲဆိုတော့ဗိမိသာရမင်းကြီးရဲ့လက်မောင်းသွေးကိုတောက်ချင်တာဘာကိုတောက်ချင်တာလဲသွေးကိုတောက်ချင်တာလေနော်ဘယ်သူကတောက်ချင်တာလဲဒီကလေးကတောက်ချင်တာဘယ်သူကတောက်ချင်တာကလေးကတောက်ချင်တာဒါပေမဲ့ဘယင်ကြီးကိုမိဖုရားကြီးကလည်းအမတန်ချစ်တဲ့ခါကျတော့မပြောရဘူးပေါ့နော်လက်မောင်းသွေးကိုဖောက်ပြီးတော့မှတိုက်ရမယ်ဆိုတော့မပြောရဘူးမပြောရတော့ဒီကလေးကလည်းချင်းချင်းဖြစ်တယ်ဒါတော့ဘုန်းတို့ဒကမာကြီးတို့ကိုချင်းစာတတ်မှာပေါ့နော်ခုံကြီးတွေကတော့ဘယ်ကိုချင်းစာတတ်မှာလဲဒကာကြီးတွေလည်းကိုချင်းစာတတ်မှာမဟုတ်ဘူးနော်ဒကမာကြီးတွေကတော့မိခင်တွေဆိုတော့ကိုချင်းစာတတ်မှာပေါ့သူဒီတွေးကိုတအားတောက်ချင်တယ်ဒါပေမဲ့ပြောလို့လည်းမထွက်ဘူးတဲ့အဲ့တော့မျက်နှာလေးမှားပြီးတော့မှအခန်းလေးကမထွက်ဘူးအိယာကတင်ပေါ်မှာလှဲလျောင်းပြီးနေတယ်အဲ့တော့ဘယင်ကြီးကလည်းသူ့ရင်သွေးလေးပြိတ္တန်တွေလွယ်ထားတယ်ဆိုတော့ဝမ်းသာတာပေါ့နော်ဩငါသားလေးလူလောကတွေကိုရောက်လာပြီဒီမိသားရာမင်းကြီးကအမတန်ဒီကလေးကိုမမြင်ရခင်တည်းကဖခင်ရဲ့မေတ္တာနဲ့ချစ်တယ်နော်အဲ့တော့မိဖုရားကြီးကလည်းမလာဘူးကျမ်းမာရေးမကောင်းဖြစ်နေလားဆိုပြီးသူအဆောင်တော်လိုက်ပါတယ်ကိုရောက်တော့မိဖုရားကြီးကအိယာပေါ်မှာလဲနေပြီဘာတောက်ချင်လို့လဲနေတာလဲဆိုတော့သွေးကိုတောက်ချင်လို့လဲနေတာနော်အဲ့တော့မိဖုရားကြီးကိုမေးတယ်မိဖုရားကြီးဘာဖြစ်လို့လဲနေမကောင်းလို့လားဘာမှအလိုရှိတယ်လိုချင်တာလားပြောပါနော်ဖြစ်ချင်တာလားပြောပါဖြစ်အောင်လို့လုပ်ပေးပါမယ်ဆိုတော့အရှင်မင်းကြီးကျွန်တော်မျိုးမှပြောလို့လည်းမထွက်ပါဘူးပြောလို့လည်းမဝင်ပါဘူးဒီတိုင်းနေလို့မရဘူးမစားလည်းမစားမတောက်လည်းမတောက်ဆိုရင်ကျမ်းမာရေးထိခိုက်မယ်ကျမ်းမာရေးထိခိုက်ရင်သိရင်ပိုက်ထဲကငါ့ရဲ့ရင်သွေးလေးကိုထိခိုက်လိမ့်မယ်ဟလာဘလို့အတွက်တွေးလဲဆိုတော့သားသမီးအတွက်တွေးတာနော်အဲ့တော့ဒီဝေဒီမိဖုရားကြီးကလည်းဒီကလေးကဖခင်ကိုတတ်မဲ့သားဆိုတော့ပညာရှိပုံသားတွေကလည်းဟောကိန်းထုတ်ထားတယ်ပေါ့နော်ဒီကလေးကဖခင်ကိုတတ်မဲ့သားဆိုတော့သူပထမပိုင်းမှာဒီကလေးကိုမလုပ်လေတေအောင်လို့တတ်တယ်ဟဲ့လားနော်သူ့ယောက်ျားကိုတတ်မဲ့သူဆိုတော့ရန်သူပဲဒါကြောင့်မို့အဇာတမမွေးခင်တွေကဖြစ်ပေါ်လာတဲ့ရန်သူတွေနော်အဇာတတဆိုတော့ဗမာလိုမမွေးခင်တွေကရန်သူလို့ခေါ်တယ်အဇာတတဆိုတာဗာလေအဇာတမမွေးခင်တွေကတတ်ထုဆိုတာရန်သူမမွေးခင်တွေကဖခင်ကိုတတ်မဲ့ရန်သူမို့လို့အဇာတတတ်ထုလို့ခေါ်တယ်ဘုန်းတို့ဗမာလိုလွယ်လွယ်ပြောလိုက်တော့ဘာဖြစ်သွားလဲအဇာတတဆိုပြီးဖြစ်သွားတာပေါ့နော်အဲ့တော့မိဖုရားကြီးကအိယာပေါ်မှာလဲနေတော့သူ့ရဲ့သားလေးကိုလည်းပထမပိုင်းမှာတော့သူမုန်းတာပေါ့နော်ဒီကလေးကိုမလို့ကျင်တော့သူအမျိုးမျိုးဖြတ်ချတယ်ဟဲ့လားဘောင်းမမိတ်တန်လေးခေါ်ပြီးတော့မှဘိုက်ကိုကျိုးနေနဲ့ဟိုဘက်ဒီဘက်ဆွဲခိုင်းတယ်
ဟလာခုံပေါက်တယ်ဒီကိုဝင်ကိုပြက်ကြအောင်မျိုးစုံလုပ်တာပေါ့နော်အဲ့တော့ဘယင်ကြီးကတီလဲတီရောဟောမိဖုရားကြီးဒီလိုလုပ်နေတယ်ဟလာမောင်မမိတ်တန်တွေကလည်းဘယင်ကြီးကိုသွားချောက်တော့ချက်ချင်းလိုက်လာပြီးတော့ငေါက်တယ်မိဖုရားတင်ပါလို့တာလေငါရဲ့ကလေးကိုနော်တင်ပါလို့ဒီလိုလုပ်ရတာလဲဆိုတော့အရှင်မင်းကြီးကိုတတ်မဲ့ရန်သူဖြစ်တဲ့အတွက်ကျွန်တော်မျိုးမှမလိုပါဒါကြောင့်မလို့ဒီကလေးကိုဟလာမမွေးခင်တည်းကတက်ပြစ်တာအေးမယ်ဟလာနော်သူ့ယောက်ျားကိုချစ်တဲ့စိတ်နဲ့ဒီကလေးကိုမလုပ်ချင်တာလေတတ်ချင်တာနော်အဲ့တော့ဒီဘယင်ကြီးကကြည့်နော်ဖခင်ရဲ့မြတ်တာဘလောက်ထိကြီးမှလဲဆိုအေးတဲ့မိဖုရားတဲ့မွေးကမှပဲငါ့ကိုတတ်ချင်တတ်ပါစေငါ့ရဲ့ရင်လေးကိုတစိုးတစည်းမှအန်တယ်ဖြစ်အောင်မလုပ်ပါမင်းအမိတ်တော်ချထားတယ်မင်းရဲ့အမိတ်ဆိုတာအကုန်လုံးလိုက်နာရတယ်နော်အတိုင်းပြည်လုံးမူမမိတ်တန်တွေမိဖုရားတွေစစ်သူကြီးတွေအကုန်လုံးလိုက်နာရတယ်ဘယင်ရဲ့အမိတ်ကိုရာတနာပြီးတယ်ဒီကလေးကိုတစိုးတစည်းမှအန်တယ်ဖြစ်အောင်မလုပ်ပါဘူးလုပ်လို့ရှိရင်မင်းနဲ့တင့်သေးငါ့ကိုတတ်ချင်တတ်ပါသေးဒီကလေးကိုတော့ရအောင်မွေးရမယ်ဟောဒါဘုရားရဲ့မြတ်တာလေဖခင်ရဲ့မြတ်တာမိအဲ့တော့ဖခင်ရဲ့မြတ်တာဘယ်လောက်ကြီးလဲဆိုတော့ခုနကတော့မိဖုရားကြီးကတွေးတောက်ချင်တယ်ဆိုတော့အရှင်မင်းကြီးကျွန်တော်မျိုးမှာချင်းချင်းဖြစ်နေပါတယ်ချင်းမင်းကြီးရဲ့လက်မောင်းတွေကိုဖောက်ပြီးတော့တောက်ချင်ပါတယ်အဲ့လိုပြောလိုက်တော့ဘုရင်ကြီးကဝမ်းသာအားရနဲ့ရည်တယ်ဟဲ့လားနော်ဟလာရည်တာလားငိုတာလားရည်တာပါဟဲ့လားနော်ဘုန်းတို့တက္ကမကြီးတွေကိုယောက်ျားကိုစမ်းကြည့်ပါလားလက်မောင်းတွေဖောက်ချင်တယ်ဆိုဘာပြောမလဲလို့နော်ရည်မလားငိုမလားနေရင်ဟဲ့လားနော်နေရင်ရိုက်ခံရခြင်းနဲ့နော်တကယ်တော့သွားမမင်းနဲ့ပေါ့ဟဲ့လားဟိုမှာအားရပါရနဲ့ရည်တယ်ဩမိမရရဲ့ဖြစ်မှဖြစ်ရလေနော်ဒီလောက်လွယ်တဲ့ကိစ္စလေးကိုမြန်တရားပြောရခက်နေသေးလားအဲ့ဒီမှာရွှေခွက်ကိုယူပြီးတော့မှသူ့ရဲ့တန်လျက်နဲ့သူ့လက်မောင်းသွေးကိုဖောက်တယ်နော်တန်လျက်နဲ့လက်မောင်းကိုခွဲလိုက်တော့သွေးတွေမထွက်လာဘူးလားအဲ့တော့ဒီသွေးတွေထွက်လာပြီးတော့မှအဲ့ဒီသွေးတွေကိုရွှေခွက်နဲ့ခံပြီးတော့မှမိဖုရားကိုတိုက်တယ်ဟဲ့လားဒါဖခင်ရဲ့မြတ်တာနော်အဲ့လောက်ကျေးဇူးကြီးမားတဲ့ဖခင်မြတ်တာဒါဖခင်တိုင်းမှာဒီလိုမြတ်တာမျိုးတွေရှိပါတယ်နော်အဲ့တော့မွေးဖွားလာတော့လေကြီးနောက်ကြတော့ဒီအဇာတတကအမှန်အဇာတတဆိုတာကစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတယောက်ပဲဟုတ်လားနော်နောက်ပိုင်းဘယ်သူနဲ့သွားပေါင်းလိုက်လဲဒေဝဒတ်နဲ့ပေါင်းလိုက်တော့ဘုရားကိုဒေဝဒတ်ကတတ်ဖို့ကြံတယ်ဟုတ်လားဗိမိတာရာမင်းကြီးကိုကြတော့အဇာတတကတတ်ဖို့ကြံတယ်အေးမင်းကမင်းကြီးကိုတတ်ပြီးဘယင်လုံးငါကဖះကိုတတ်ပြီးဖះဖြစ်အောင်လုပ်မယ်ဟဲ့လားသူရုပ်မှလည်းမဖြစ်လေပေါင်းမိသွားတယ်ပေါင်းမိသွားတဲ့အခါကျတော့သူ့ရဲ့ဖာကမီးတော်ကြီးကိုနောက်ပိုင်းမှာဖမ်းလိုက်တယ်ဖမ်းပြီးတော့မှထောင်သွင်းအကျဉ်းချတယ်ပြီးတော့ခြေထောက်ကိုဓာတ်နဲ့ခွဲပြီးစားနဲ့ပတ်တယ်ရက်ဆက်တာပေါ့နော်အဲ့တော့စဉ်းစားကြည့်ပေါ့နော်ခြေထောက်မှာသွေးတွေထွက်နေတဲ့ဓာတ်တွေနဲ့မှုန်းလာတယ်အဲ့ဒါကိုစားနဲ့တိတ်ပြီးတော့မှလှုပ်လိုက်တဲ့အခါမှာဘယ်လောက်ဆက်လိုက်မလဲနော်အမတန်မောက်နာကျင်တဲ့ဝေဒနာတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီဗိမိတာရာမင်းကြီးကသူဘယ်လောက်ပဲနာကျင်ပါစေသူ့သားပေါ်မှာမုန်းတီးတဲ့စိတ်တစည်းမှမဖြစ်ဘူးတဲ့အံ့ဩစရာကောင်းတာနော်သူ့သားပေါ်မှာနည်းနည်းမှမေတ္တာမပြတ်ဘူးတားမြည်လို့ရင်တော့လေတားမြည်ကိုပြီးတယ်တားမြည်ပြီးပြန်တော့လေအဖမ်းခံရတယ်အဲ့ဒီမှာဖြစ်ခြင်းတဲ့အခါကျတော့ဗိမိတာရာမင်းကြီးကိုနှိပ်စက်ညှင်းဆဲနေတဲ့အချိန်မှာပဲသူ့ရဲ့သားတော်လေးကိုမွေးဖွားတယ်ဟဲ့လားနော်မွေးဖွားသားတော်လေးမွေးဖွားတော့သူမချစ်ဘူးလားချစ်ပါဘူးဟဲ့လားအမှန်တန်ချစ်တာနော်တစ်ခါတော့အဲ့တကားကြီးတယောက်သူ့သားလေးမွေးတော့ချစ်လိုက်တာတစ်ခါလေသားလေးကိုယူရပြီးတော့မှတစ်ခါလေရင်ခွင်ထဲမှာပိုက်ပြီးသားလေးကိုနမ်းလိုက်ရှုပ်လိုက်ညူလိုက်လုပ်နေတာပေါ့နော်အဲ့မှာသူ့အဖေကမေးတယ်ငါသားမင်းသားလေးကိုမင်းတော်တော်ချစ်တာပဲအာအဖေချစ်တာပေါ့နော်အေးတဲ့ငါလည်းမင်းကိုငယ်ငယ်တော့အဲ့လိုချစ်ခဲ့တာလေပြောတော့မယုံပါဘူးဗျာသူ့အဖေကြတော့သူပါပဲလေမယုံဘူးလေတကယ်တမ်းကျတော့ဖခင်တိုင်းကကိုယ့်ရဲ့သားလေးကိုငယ်တင်တောင်ကြီးကလေးဘွားလေအဲ့ဒီလိုမချစ်ခဲ့ဘူးလားချစ်ခဲ့တာပဲနော်အခုလည်းကြည့်ပေါ့ဖခင်ရဲ့ကျေးဇူးဘယ်လောက်ကြီးလဲဆိုလို့ရှိရင်လက်မောင်းသွေးကိုတောက်ချင်တယ်ဆိုတော့လေချောချောချူချူဝမ်းမြောက်ဝမ်းသာနဲ့တိုက်ခဲ့တယ်ဖမ်းဆီးနှိပ်စက်တော့လေသားလေးပေါ်မှာမြစ်တာမပြတ်ဘူးသားလေးကိုမမုန်းဘူး
အဲ့တော့မမုန်းတဲ့အပြင်သူကလည်းသောတာပန်ကြီးဆိုတာနော်သူတော်ကောင်းကြီးမမုန်းတဲ့အပြင်သူသားလေးပေါ်မှာမေတ္တာထားတယ်နောက်သူသားလေးဇာတတက်ကသားလေးမွေးလာတော့သူ့စိတ်ထဲမှာဘာလေးပေါ်လာလဲဆိုဩငါသားလေးကိုငါချစ်လိုက်တာမိဘတွေကသားသမီးတွေကိုချစ်တဲ့စိတ်ကအသွေးအသားအယိုးရိုးရွေးချင်နေတဲ့စိတ်နဲ့ဟလာနော်သားသမီးတွေကိုချစ်တဲ့စိတ်ကရေနဲ့နှလုံးသားနဲ့ထိမရောက်ဘူးလားအဲ့တော့သူသားလေးကိုပတ်ပြီးသူယူရနေတယ်ပြုစုနေတယ်သူမျက်နှာလေးကိုကြည့်ပြီးတော့မှကျေနပ်နေဩငါရဲ့ရေသွေးလေးငါရဲ့သားလေးလောကလေးရောက်လာပြီချစ်လိုက်တာကြည့်လို့မဝနိုင်ဘူးအဲ့လိုကြည့်ရင်းနဲ့မှသူ့ရဲ့အဖေသူခမ်းပြီးနှိမ့်ဆက်နေတဲ့သူ့အဖေကိုသွားပြီးစိတ်ထဲမှာပေါ်လာတယ်နော်စိတ်ထဲမှာဘယ်လိုပေါ်လာလဲသူ့အဖေဗိမိသာရမင်းကြီးကိုပေါ်လာတယ်အဲ့လိုပေါ်လာတဲ့အခါမှာကြည့်သူ့ရဲ့အမေကိုမေတော့ဖခင်မိတော်ကတားငယ်ငယ်တုန်းကလည်းဒီလိုပဲချစ်ခဲ့လားဩဖြစ်မှဖြစ်ရလေတားရဲ့ပြောမှပြောရဲ့နေတားငယ်ငယ်တုန်းကလေခြေမမှာခုနာကြီးပေါက်လို့ဖခင်မိတော်ကတညာလုံးအကူလေးထဲမှာငုံထားတယ်ဟလာနော်ခုနာကြီးပေါက်တော့အနာကြီးကလည်းပြည်တည်တယ်တော့ခလေးကကြိုက်တော့ငိုတာပေါ့နော်တညာလုံးငိုတယ်ငိုတော့ဖခင်မိတော်လှုပ်တဲ့ဘုရင်ကြီးကသားလေးကိုချစ်လုံးလုံးအဲ့ဒီအနာကြီးကိုပါဇက်ထဲမှာငုံထားခဲ့တယ်မိခင်ကပြန်ပြောပြတော့အဲ့ဒီမှာဇာတသက်ဘုရင်ကြီးတစ်ဖြည်းဖြည်းနဲ့မှမျက်ရည်တွေလေလာပြီးသူစိတ်မကောင်းဖြစ်လာပြီပေါ့နော်အဲ့ဒီအနာကြီးပေါက်တော့လေတားတော်လုံးမှာဆိုလို့တဲ့အဲ့ဒီပြည်တွေကိုဖခင်မိတော်ကမျိုးချခဲ့တယ်တားတော်ကိုအဲ့လောက်ထိချစ်ခဲ့တဲ့တားတော်ဖခင်မိတော်မှာတားတော်လေးပြည်တန်လေးနေတော်လေလက်မောင်းသွေးကိုတောက်ခြင်းနဲ့ခြင်ချင်းဖြစ်တော်လေဖခင်မိတော်ကဝမ်းမြောက်ဝမ်းသာနဲ့တားတော်ကိုသူ့ရဲ့လက်မောင်းသွေးတိုက်ခဲ့တယ်ဘယ်သူ့ကိုတိုက်ခဲ့တာလဲသူ့ရဲ့သားလေးကိုတိုက်ခဲ့တာနော်အဲ့တော့ဖခင်မြတ်တာမကြည့်ဘူးလားကြည့်ပါရဲ့အဲ့လိုပဲတဲ့ဖခင်မြတ်တာကြည့်လို့မိခင်မြတ်တာလည်းကြည့်တယ်ဟဲ့လားမိခင်မြတ်တာမကြည့်ဘူးလားကြည့်ပါရဲ့အဲ့တော့ဘုန်းတို့လူမပြောနဲ့နော်ဟိုနေ့ကဘုန်းတို့အဲ့ဗီဒီယိုလေးအတူလေးတစ်ခုကြည့်လိုက်ရတယ်ကျမကြီးကဝင့်နေတယ်အဲ့လိုဝင့်နေတဲ့ကျမကြီးကိုမွေဟောက်ကြီးနှစ်ကောင်ကလာပြီးတော့မှသူဝင့်နေတဲ့ကြက်အိုလေးကိုလာနှိုက်အဲ့တော့ဒီကျမကြီးကသူ့အသက်အသေးခံပြီးတော့မှဒီမွေဟောက်နဲ့တိုက်ခိုက်တယ်တကယ်တမ်းကျတော့ကြက်ဆိုတာမူကြောက်တဲ့တတ္တဝါပဲနော်ပုံမှန်ဆိုရင်ဘာဖြစ်မလဲထွက်ပြေးမှာပေါ့ဒါပေမဲ့သူအသေးခံပြီးတော့မှဒီမွေဟောက်တွေကိုဟာလာနှုတ်သီးနဲ့ဆိတ်တဲ့အတောင်နဲ့ရိုက်တယ်သူအသက်အသေးခံပြီးတော့မှမလုပ်ခဲ့တာလေကာဝယ်ပေးခဲ့တယ်အဲ့ဒါတလိษံမိဘရဲ့မြစ်တာပေါ့နော်အဲ့တော့ကျွဲမကြီးတကောင်လည်းဒီတိုင်းပဲသူသားလေးနဲ့ကျွဲပေါက်လေးနဲ့အစာရှာနေတယ်အဲ့တော့ကြားသုံးကောင်ဝိုင်းလာပြီးတော့မှဒီကျွဲပေါက်လေးကိုဝင်ဆွဲတယ်အဲ့တော့မိခင်ကထွက်ပြေးလွတ်တယ်နော်ဒါပေမဲ့လွတ်ပေမဲ့မိခင်ကထွက်ပြေးလာဆိုတော့မပြေးဘူးအဲ့ကျွဲသုံးကောင်ကိုသူပြန်ပြီးတိုက်ခိုက်တယ်အဲ့လိုတိုက်ခိုက်ရင်ဒီကြားသုံးကောင်ရဲ့ပါဇက်ထဲမှာပဲဒီမိခင်ကျွဲမကြီးကအသက်ထွက်သွားတယ်ဒါပေမဲ့သူ့ရဲ့သားကျွဲပေါက်လေးကတော့လွတ်သွားတာပေါ့နော်သူ့သားလေးအတွက်အသေးခံသွားတာမိခင်မြစ်တာဒါကြောင့်မြစ်မို့တောင်းနဲ့မမြင်ဘူးလားမြင်ပါပဲမြင်နေပေါ့နော်ဒီချာလဲနာဖို့ဘုန်းတော်ကဒီတရားကအခုစိတ်ကူးပေါက်လို့ဟောတာနောက်ဟောမှာမဟုတ်တော့ဘူးဟလားနော်စိတ်ကူးပေါက်လို့စိတ်ထဲပေါ်တဲ့တရားဟောတာအဲ့တော့မိခင်မြတ်တာဆိုတာသားသမီးတွေပေါ်မှာလဲကြီးမားတယ်လူတွေတောင်တလိษံတွေတောင်ဒီလောက်ကြီးမားတယ်ဆိုရင်လူတွေပဲကြည်ပေါ့နော်ဘုန်းတို့သုဝနာတာမဇတ်မှာပဲကြည်ပေါ့သုဝနာတာမဒုက္ခလာတဲ့ပါရိကတောထဲမှာယသိလင်မယားပေါ့နော်အဲ့မှာအတိအနှံတွေတွားချရင်လည်းတောင်ပေါ်ကြီးပေါ်မှာဘိုးတွေကလည်းတအားရွာဆိုတော့တောင်ပေါ်ကြီးပေါ်မှာတက်ပြီးတော့မှမိုးခိုးနေတယ်အဲ့တော့သူတို့ခန္ဓာကိုယ်ကကြားတဲ့ရေတွေကနေတောင်ပေါ်ထဲဝင်တော့တောင်ပေါ်ထဲမှာရှိတဲ့မွေကနေမွေဟောက်ကနေဟလာစိတ်ဆိုးပြီးတော့မှအစိတ်နဲ့မှုတ်လိုက်တယ်အဲ့ဒီချိန်မှာဘာဖြစ်သွားလဲမျက်လုံးတွေကွယ်သွားတယ်အဲ့တော့မျက်လုံးတွေကွယ်သွားတော့ကြည့်နော်မျက်လုံးတွေကွယ်သွားသူတို့ဘာမှမမြင်ရတော့ဘူးအဲ့တောင်ပေါ်လေးပေါ်မှာငုတ်တုတ်လေးထိုင်နေအဲ့ဒီမှာသူ့သားလေးသုဝနာတာမကလိုက်လာသုဝနာတာမလိုက်လာတဲ့အခါကျတော့သူမိခင်ဖခင်တို့ကိုတွေ့တော့မိခင်ဖခင်တို့အမေတို့အဖေတို့ဘာလို့ဒီပေါ်မှာထိုင်နေတာလဲဆိုတော့သူတို့အန္တရာယ်ကိုသူတို့မသိဘူးเนาะသူတို့ဘာပြောလဲဆိုတော့သားဒီနားကိုမလာနဲ့ဒီနားမှာသားအတွက်အန္တရာယ်ရှိတယ်ဒီနားမှာမွေရှိတယ်ဟလာသူသားလေးကိုလာခံလားမလာခံဘူးเนาะအဲ့တော့မိခင်နဲ့ဖခင်တွေဆိုတာကိုယ်သာဒုက္ခရောက်ခံမယ်သားသမီးတွေကိုဒုက္ခမရောက်စေခြင်းဘူးအဲ့တော့သုဝနာတာမသူ့အဖေနဲ့အမေနဲ့ကိုခေါ်လာပြီးတော့မျက်လုံးတွေမမြင်ရတော့အကျိုးအကြောင်းမေးတာပေါ့နော်
ဒီလိုပဲအမေတို့အဖေတို့မွေဟောက်ကအစိတ်နဲ့မှုတ်လိုက်လို့မျက်လုံးကွယ်ခဲ့တယ်အဲ့လိုကွယ်တဲ့အချိန်မှာသုဝနာတာမကကြီးတယ်တဲ့ဟားတိုက်ပြီးတော့ဟုတ်လားနော်သုဝနာတာမဘာဖြစ်လဲကြီးတယ်ဟုတ်လားမျက်လုံးမိခင်ဖခင်တွေကျေးဇူးဟုတ်လားမျက်လုံးကွယ်သွားတာကိုသုဝနာတာမကအားရဝမ်းသာနဲ့ကြီးတယ်ဟုတ်လားနော်ဒီကဒကမာကြီးဆိုရီမာလားငုံမာလားငုံမာဟုတ်လားနော်ရီမဲ့လူရှိလားအမှန်တော့ရီတင်တာပဲနော်အဲ့တော့ရီတယ်တဲ့ရီပြီးတော့မှငိုတယ်တဲ့ရီပြီးတော့မှဘာဖြစ်လဲငိုတယ်တဲ့အဲ့တော့မိခင်ဖခင်တွေကမိတာချစ်တာတင်ဟာမိခင်ဖခင်တွေကိုစိတ်ပူတဲ့စိတ်နဲ့ဟလားတောကတွေဖြစ်ပြီးတော့မှစိတ်မမှန်ဖြစ်သွားပြီလားဘာကြောင့်မို့လို့ရီရလဲဘာကြောင့်မို့လို့ငိုတာလဲရီလဲရီလိုက်ငိုလိုက်နဲ့ဖြစ်နေတယ်ဆိုတော့စိတ်ဖောက်ပြန်သွားပြီထင်တာပေါ့နော်အဲ့တော့သုဝနာတာမကပြောတယ်မိခင်ဖခင်တို့ကျွန်ုပ်ကမိခင်ဖခင်တို့မျက်လုံးကွယ်သွားတာကိုရီးတယ်ဆိုတာဝမ်းသာလို့ရီးတာပါဘာဖြစ်လို့ရီးတာလဲဝမ်းသာလို့ရီးတာဟုတ်လားဘာကြောင့်လဲဆိုတော့ငါမိခင်ဖခင်တွေမျက်လုံးကွယ်သွားပြီဆိုရင်ငါမိခင်ဖခင်တွေကိုပြုစုလုပ်ကျွေးတဲ့ကုသိုလ်တွေရတော့မယ်ဆိုပြီးတော့မှတွေးပြီးတော့မှရီးတာနော်မိဘကိုလှုပ်ကြွေးပြုစုရဖို့ဆိုတာကမိဘရှိမှလှုပ်ကြွေးလို့ရတာဟုတ်လားနော်မိဘမရှိရင်လှုပ်ကြွေးလို့ရမှာမလားမရပါဘူးတကယ်တမ်းစဉ်းစားကြည့်နော်အမေဆေးတဲ့အတန်ကတကယ်တမ်းပြောရင်အမေဘလောက်ပဲဆဲဆဲသားသမီးတွေရတယ်အဲ့ဒီအတန်ကိုကြားနေရတာကိုကြက်တည်ရှိတယ်ဟုတ်လားနော်အမေရဲ့ဆဲတန်ကတစ်သက်လုံးကြားရပါမကြားရဘူးမိခင်ရှိတော့ပဲကြားရတာမိခင်မရှိတော့ဆိုအမေရဲ့ဆဲတန်လေးကိုကြားနေလို့တော့မကြားရတော့ဘူးဟုတ်လားနော်အမေရဲ့ဆဲပါအောင်ဆိုရင်တော့မှဆဲပါအောင်လားဆဲလို့မရတော့ဘူးမိခင်မရှိတော့ဘူးဖခင်မရှိတော့ဘူးဆိုရင်မိခင်ဖခင်တွေရဲ့ဆဲတန်ဆူတန်လေးတွေတော့မကြားရတော့ဘူးတကယ်တမ်းကျတော့အမေဆဲတဲ့အတန်ကြားရင်ကိုမလုပ်ရမလဲဝမ်းသာရမှာဟုတ်လားနော်အခုကဝမ်းသာလားပြန်អော်လားပြန်អော်ကြလားအမေကလည်းဘာသိလို့လဲမអော်ဘူးလားဟုတ်လားနော်တကယ်တမ်းစဉ်းစားကြည့်နော်မိဘတွေဆိုတာလေပုထုဇဉ်တွေပဲဟုတ်လားနော်မိဘတွေမှားတာလည်းမရှိဘူးလားရှိတာပဲတကယ်တမ်းမိဘတွေမှားတဲ့အမှားကနည်းနည်းလေးကိုယ့်ပေါ်မှာမိဘတွေရဲ့ကျေးဇူးကမြင့်မို့တောင်ကြီးတဲ့မြင့်နေဒါကြောင့်မလို့မိဘတွေမှားတဲ့အမှားနည်းနည်းလေးကိုမလုပ်ရမလဲသိခံရမယ်အမေဘလောက်ဆဲတဲ့ကိုချူချူတန်တာနဲ့ပြန်ပြောရမယ်ပြုံးပြုံးချွင်ချွင်နဲ့ပြောရမယ်အမေရဲ့အတန်ကြားနေရတာကမင်္ဂလာရှိတယ်နော်မနေ့တိုင်းအမေနှိုးနေတဲ့အတန်ကမင်္ဂလာရှိတယ်ဟုတ်လားနော်အိမ်မှာအမေရှိရင်စိတ်ထဲမှာအားရှိတယ်ဟုတ်လားနော်သားသမီးတွေအိမ်ကိုရောက်လာပြီဆိုရင်အဖေနဲ့အမေတို့အရင်မေးတယ်အမေကိုပဲမေးတယ်ဟုတ်လားနော်ပြီးကြမှာအဖေကိုမေးတယ်ဒါပါလဲဆိုတော့မိဘတွေရဲ့အရေးကသားသမီးတွေရဲ့စိတ်ထဲမှာဘာဖြစ်နေလဲလွှမ်းမိုးနေတယ်အဲကြောင့်ဘုန်းတော်ကပါဠိတွေအများကြီးကြော်လိုက်တာနော်တရားက2 နာရီလောက်ပြတော့မှလို့ကြော်ချလိုက်တာနော်အခုဒီလောက်ဆိုရင်တော့လုံလောက်ပြီချင်းတယ်နော်မိဘတွေရဲ့ကျေးဇူးကမြင့်မို့တောင်ကြီးတဲ့ဘာဖြစ်လဲမြင့်နေအဲ့တော့မိဘတွေရဲ့ကျေးဇူးကိုအမေဘလောက်ပဲဆဲဆဲအဖေဘလောက်ပဲဆဲဆဲဒီဆဲတဲ့အတန်လေးကြားနေတာကမင်္ဂလာရှိတယ်လို့မှတ်ရမယ်ဟုတ်လားနော်အခုဘုန်းတော်ဆိုရင်ဒါအဖေလည်းမရှိတော့ဘူးအမေလည်းမရှိတော့ဘူးမိဘရဲ့ဆဲတန်ဆူတန်လည်းမကြားရတော့ဘူးတကယ်တမ်းမိဘဆိုတာဘလောက်ပဲဆဲဆဲဘလောက်ပဲဆိုနော်တကယ်တမ်းဒုက္ခဖြစ်ပြီဆိုရင်သားသမီးတွေအရှိကရက်တည်ပေးတာမိဘပဲရှိတယ်မိသသိန်းတွေနာရက်တည်ပါမလားမရက်တည်ဘူးနော်တကယ်တမ်းအသက်နဲ့လဲပြီးကာကွယ်တာလည်းမိဘပဲရှိတယ်ဟုတ်လားနော်အဲ့တော့ညာတော်အဖြစ်အခုခေတ်လူငယ်တွေကတော်တော်များများပြောလာကြတယ်နော်အေးအမေတို့ပဲမွေးထားတာပဲအမေတို့ကျွေးရမှာပေါ့လားနော်ဒီလိုမြင်တာတွေမရှိဘူးလားကဲဟုတ်ပါပြီမွေးတော့မွေးပါလေမကျွေးပဲအမိုက်ပုံနဲ့ပြစ်ထားဘယ်လိုတတ်နိုင်လဲဘာမှမတတ်နိုင်ဘူးနော်နော်ဒီအရွယ်ရှိမွေးလာတဲ့ကိုယ်ဟာဆိုတဲ့ကိုယ်ကဘာရဲ့ကျေးဇူးလဲဆိုတော့မိဘရဲ့ကျေးဇူးအဲ့တော့အဖေရဲ့အတန်ကိုကြားနေရတယ်အမေရဲ့အတန်ကိုကြားနေရတယ်အဖေရဲ့ဆဲတန်တွေအမေရဲ့ဆဲတန်တွေကြားနေရတယ်အဲ့ဒါကသားသမီးတွေအတွက်မင်္ဂလာအတန်လေးတွေနော်ဘာအတန်လေးတွေလဲမင်္ဂလာအတန်လေးတွေနော်အမေဘလောက်ပဲဆဲဆဲအမေလည်းမှားမှာပဲဟဲ့လားနော်အမေမှားတဲ့အမားလေးနည်းနည်းလေးနဲ့ညစ်မို့တောင်တော့ရှိတဲ့ကျေးဇူးတွေကိုကာလို့ရမှာမလားမရဘူးနော်အမေဘလောက်ပဲမှားမှာအမေဘလောက်ပဲဆဲဆဲအမေဘလောက်ပဲပြောဘလောက်ပဲသားသမီးတွေပေါ်မှာမေတ္တာတရားတွေဟလားခါနေမချစ်မနစ်တတ်ဘူးပဲပြောတကယ်တမ်းကျတော့မိဘရဲ့စိတ်ထဲမှာသားသမီးကိုမချစ်တဲ့မိဘဆိုတာမရှိဘူးဘုန်းတို့ဆရာတော်တစ်ပါး
ထောင်ထဲမှာသွားပြီးတရားဟောရတယ်အဲ့ဆရာတော်ကြီးကရှိတော့အဲ့တော့အမျိုးသမီးထောင်မှာသွားဟောတယ်ဘယ်ထောင်မှာသွားဟောတာအဲ့တော့နော်အမျိုးသမီးထောင်ဆိုတာအမှုအမျိုးစုံပေါ့နော်လောင်းဝသားမှုရှိမယ်လူတက်မှုရှိမယ်အမျိုးသမီးတွေတချို့လူတက်တယ်ဟလာအဲ့မှာမေးကြည့်လိုက်တဲ့အခါလူတက်မှုတော်တော်များများသားသမီးကြောင့်ဖြစ်တာများတယ်နော်ဘာကြောင့်ဖြစ်တာများလဲအမေတွေဟာသားသမီးနဲ့ပတ်သက်ရင်တက်ရမှလည်းဝင်မလေးဘူးလိန်ရမှလည်းဝင်မလေးဘူးခိုးရမှလည်းဝင်မလေးဘူးမကောင်းဘူးဆိုတာတော့မသိဘူးလားသိတယ်အဲ့ဒီကမာကြီးတယောက်ကျတော့ပြစ်ဒဏ်သာလုပ်တယ်သူသားသမီးတွေကိုရှာကျွေးတယ်ဒါပေမဲ့သားသမီးတွေကသူ့ပေါ်မှာအမတန်စိတ်ကားတယ်သူလုပ်တဲ့အလုပ်ကိုကြည့်ပြီးတော့မှသူ့မှာရင်းနေကွက်ပက်လက်တွေဖြည့်ပြီးတော့မှနော်အဲ့ဆရာတော်ကိုမျက်ရည်တွေကြားပြီးတော့မှသူသားသမီးတွေကိုသူဘယ်လောက်ချစ်တဲ့အကြောင်းငိုပြီးတော့မှရှောက်တယ်ဒါပေမဲ့သားသမီးတွေကမိဘရဲ့ကျေးဇူးကိုမသိဘူးသူ့တွေ့တာနဲ့ဆဲတယ်အော်တယ်မောင်းထုတ်တယ်အတွေ့မခံဘူးရှက်တာပေါ့နော်တကယ်တမ်းကျတော့ဘာဖြစ်လဲဆိုရင်ပြည့်တဲ့စားပဲဖြစ်ပါသေးတဲ့သူ့မှာသားသမီးကိုချစ်တဲ့မေတ္တာတရားမရှိဘူးလားရှိတယ်နော်ဒါကြောင့်မလို့မိမကျေးဇူးဆိုတာမြင့်မှုတောင်းတဲ့မြင့်တဲ့အရာပါဒါလေးပြောပြီးဖုန်းလို့ဇတ်တော်လေးတစ်ခုပြောပြီးတရားသိကြအောင်နော်ဗိုက်စာနေပြီလားမစားသေးနောက်2နာရီလောက်ထပ်ဟောမှရမယ်နော်တရားတစ်နေ့လုံးထိုင်ဟောနေလေကုန်မှာမဟုတ်ဘူးအဲ့တော့ဒီဇတ်တော်လေးပြောပြီးတော့သိကြတာပေါ့နော်ရှေ့တော့ကခုနဇလန်းလေးလိုပဲနော်သားလုပ်တဲ့သူကလည်းအိမ်တော်ကြားမယ်အရွယ်ဆိုတော့မိခင်ကြီးကနေပြီးတော့မှအိမ်တော်ချပေးလိုက်တယ်အဲ့တော့အိမ်တော်ချပြီးတော့မှနောက်ပိုင်းသားလေးတယောက်မွေးတယ်သားလေးက9နှစ်10နှစ်အရွယ်လေးနည်းနည်းတိတက်နေတယ်ပေါ့နော်အဲ့တော့တိတက်တဲ့အခါကျတော့ဇနီးမယားကလည်းရောက်ခမလုပ်တဲ့ပုဂ္ဂိုလ်ကြီးကိုညှိုညင်းတယ်ညှိုညင်းတဲ့အခါကျတော့ရှင်ချင်းရဲ့အဖေကိုတတ်ချင်တတ်ဟလာမတတ်ချင်ကျမအိမ်ဘောကဆင်းမယ်သူတို့ကအိမ်ဘောကပဲဆင်းနေနေတာနော်ဟလာထိကနေဆိုဘေးကဆင်းတာအိမ်ဘောကဆင်းတော့ကိုပဲလမ်းပေးရောက်ပြီပေါ့ဟလာအမှန်ဆိုကိုဆင်းရမလားသူ့နေချရမှာအဲ့သူ့နေချရမှာဒါမှကိုအိမ်ရမှာပေါ့နော်အခုကဘယ်လိုကဆင်းလဲကိုကဆင်းတော့ကိုမရှုံးဘူးလားဒီခါကျမှတ်ထားတော့ကိုမဆင်းနဲ့ဘယ်သူ့နေချရမှာအနေချသူများပဲနေကြဖို့ကိုမဆင်းနဲ့ပေါ့နော်အဲ့တော့ဒီအမျိုးသမီးကလည်းဒီတိုင်းပဲအဲ့မှာနေမရနှစ်ယောက်တိုင်းမြင်နေတယ်။ဩငါအဖေကငါဘယ်လိုတတ်ရမလဲ။အေးတဲ့တက်တာလွယ်လွယ်လေးပဲတဲ့နော်။ပေါက်တူးတစ်ချောင်းယူသွားနွားလေးနဲ့ဟလာတင်းအဖေကိုနွားလေးပေါ်တင်းပြီးပေါက်တူးတစ်ချောင်းယူသွားတောလေးရောက်လို့ရှိရင်မြေကြီးတူးပြီးလို့ရှိရင်အဲ့ဒီမြေကြီးထဲမှာအရှင်လက်မြုပ်ထားပဲ။တခါလေမြုပ်ပြီးသားဖြစ်သွားတာပေါ့နော်။အလောင်းလေးပေါ်အောင်မလား။မပေါ်တော့တခါလေလက်ဆဖြောက်ခိုင်းတာနော်။အဲ့တော့စဉ်းစားကြည့်ပေါ့အဲ့ဒါကိုဘယ်သူကကြားလဲဆိုတော့သားလေးကကြားတယ်သူတို့မွေးထားတဲ့သားလေးကကြားတယ်ဩငါအဖေနဲ့အမေနဲ့ကြည်သန်းမသိတာကိုလုပ်နေတယ်ငါ့ရဲ့အဖိုးကိုတတ်ဖို့ကြမ်းနေတယ်အဲ့တော့သားလေးကကြားလဲကြတော့သူ့အဖေကအဖိုးလုပ်တဲ့သူကိုချော့မော်ပြီးအဖေသားတို့တောထဲသွားရအောင်အဖေကလိုက်ခဲ့ဆိုတော့အဖိုးကြီးကလည်းအဟုတ်မှတ်တာပေါ့နော်ဩငါသားလေးငါချစ်ချာတာပဲတွားနေရခေါ်တယ်ငါလိုက်မယ်ပေါ့ဒါဆိုအဖေနဲ့လိုက်တာပေါ့အဖိုးကြီးကအသက်80ကျော်လောက်ရှိအဲ့ချိန်မှာတားလို့တဲ့တားလေးကသူ့အဖေကိုပြောတယ်အဖေတားရောလိုက်မယ်မလိုက်ပါနဲ့အသားဘာလို့လိုက်ရမှာလဲတောထဲသွားမှာမရဘူးလိုက်မယ်တားလေးကမရဘူးထားခဲ့လို့လည်းမရဘူးဒါငိုယိုပြီးတော့မှအတင်းလိုက်အဲ့တော့ဖေးဆိုတော့လေတားလေးကိုတော့စိတ်ကမခံနိုင်ဘူးလေနော်သူသာမခံနိုင်တာသူ့အဖေကြတော့သူဘာလို့ကိုစဉ်းစားနေတတ်ဖို့စဉ်းစားနေတာနော်အဲ့တော့သားလေးကငိုလို့တော့အဲ့မှာသူခေါ်သွားတယ်တော်လေးလေးကြောင့်လေးကြောင့်ပေါ့အဲ့ဒီပေါက်တူးကြီးနဲ့မြေကြီးတွေတူးတယ်တူးပြီးတော့မှသူခဏမောလဲမောထားနေတော့အဲ့မှာသားလေးကမေးအဖေဒီမြေကြီးတွေဘာလို့တူးနေတာလဲဩသားရဲ့အဖိုးကိုဒီမြေကြီးထဲမှာမြုပ်ဖို့အဲ့လိုလဲပြောလိုက်တော့သားလေးကလည်းအဲ့ဒီပေါက်တူးကိုယူပြီးခလန်းလန်းမှာတွားပြီးတော့မြေကြီးတွေသူပေါက်တယ်အတင်းပေါက်လဲပေါက်နေတော့သူ့သားလေးမြေကြီးတွေပေါက်နေတော့အဖေကအံ့ဩတာပေါ့ဒီကလေးဘယ်လိုဖြစ်သွားလဲမသိဘူးနော်တမျိုးပါလားပေါ့နော်သူလိုက်သွားပြီးတော့သားကဘာလို့မြေကြီးတွေပေါက်နေတာလဲဟာကြုံတဲ့အဖေကိုမြုပ်ရမယ်လေနော်
ဘယ်သူ့ကိုမြုပ်ရမှာကျုပ်လှည့်ကြရင်လည်းအဖေကိုမြုပ်ဖို့မြေကြီးတွေပေါက်နေတာနော်အဖေကလည်းအဖေရဲ့အဖေကိုမြုပ်ခဲ့တယ်လို့ကျုပ်ကလည်းခမရကိုမြုပ်ရမယ်အဲ့ကြမှာစက်သိန်းတွေထားလက်ဖြတ်သွားနော်ခေါင်းမွေးတွေကထောင်တက်သွားကိုယ်လှည့်ကြတော့မကြောက်ဘူးလားကြောက်တတ်လိုက်တာနော်အဲ့ကြမှာအော်ဟုတ်တာပဲဒီလားဝစ်ဆိုတာလေတတ်တယ်ငါအဖေကငါဒီလိုမျိုးလှုပ်ခဲ့လို့ချင်းငါသားကလည်းငါ့ကိုလှုပ်လိုက်မယ်အဲ့ချိန်ကြမှာဒါလာပြန်ကြမယ်ပေါက်ကူးလေးယူလာပဲအဖေကိုမမြုပ်တော့ဘူးတားရဲ့အဖိုးကိုမမြုပ်တော့ဘူးဆိုပြီးတော့မှအိမ်ကိုပြန်ပြီးတော့မှသွားကြတယ်ဟလာနော်အဲ့တော့စဉ်းစားကြည့်နော်သားသမီးတွေဆိုတာမိဘရဲ့ကျေးဇူးကိုမသိဘူးဆိုရင်ဘာဖြစ်တယ်လဲဝစ်လေတတ်တယ်မိဘစိတ်ရည်တင့်တယ်လို့ခေါ်တယ်ဘာလို့ခေါ်လဲမိဘစိတ်ရည်တင့်တယ်လို့ခေါ်တယ်အခုတို့မြတ်စွာဘုရားဟောတာတွေပြောတော့အများကြီးပေါ့နော်ခေါင်းထဲမှာပေါ်တာတွေတန်းစီပြောတော့ကုန်မှာမဟုတ်တော့ဘူးဒါကြောင့်မလို့မာတရောမေရုသင်္ကတာဘိက္ခုဤကဟထေယဝါမာဒုနဘောတိနောယုတံဣတာလောကေတနန္တနာဘိက္ခဝေจิตာจิตမိတို့ဘိက္ခုဤအယမထောင်တဏ္ဍနာပေါင်း၌နေကြကုန်သောယံတော်တို့သည်၎င်းကဟထေယဝါအယတိထောင်တို့ပေါင်း၌နေကြကုန်သောသူပေါင်းတို့သည်၎င်းမာဒုနဖိကေဖကေကျေးဇူးရှင်တို့ကိုဘောတိတုံတဖန်ကျွမှုပြုသူခြင်းကယုတ်တံတင်လာပါပေဧသာဤသို့ကျေးဇူးတုတ်ပြန်ခြင်းကျေးဇူးဆက်ခြင်းသည်တဏ္ဍာတော်ရှေးသူတော်ကောင်းဘုန်းကြီးတောင်းတို့၏ရှေးအောင်စင်လာခြင်းဖြစ်ပါပေဟု၍ဘဂဝါဘုန်းတော်6ပါးတခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဩစာကရုဏာရှိထားမြတ်တာအဖြစ်ဟောပြတော်မူခဲ့ပါပေတည်းကရဝေကလည်း